တန်တရားနဲ့နိဗ္ဗာန်ဘာသာတရားတွေရဲ့အဆုံးအမမှာတန်တရားနဲ့နိဗ္ဗာန်လို့နှကန္တပိုင်းခြားပြီးတော့သွန်သင်ပြသတဲ့ဘာသာတရားတွေထဲမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများတာမကအိန္ဒိယနိုင်ငံမှာထွန်းကားခဲ့တဲ့ဘာသာတရားအချို့မှလည်းပဲတန်တရားနဲ့နိဗ္ဗာန်ကိုရှင်းပြထားတာရှိတယ်အဲ့တော့တန်တရားနဲ့နိဗ္ဗာန်အယူအဆဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမသာမကတခြားဘာသာတွေမှာလည်းရှိသောကြောင့်တန်တရားနဲ့နိဗ္ဗာန်အယူအဆကိုနှမျိုးကွဲပြားပြီးတော့သိရှိကြတာတော့မှန်တယ်သို့တော့တန်တရားဆိုတဲ့အပိုင်းနဲ့နိဗ္ဗာန်ဆိုတဲ့အပိုင်းကိုရှင်းလင်းဖော်ပြတဲ့အခန်းကဏ္ဍကြတော့မတူဘူး define လုပ်ဖို့ညမတူကြဘူးပေါ့ဘယ်ဟာကတန်တရားဘယ်ဟာကနိဗ္ဗာန်အိန္ဒိယနိုင်ငံမှာဗုဒ္ဓရဲ့ရှေ့ပြေးအနေနဲ့မြတ်ဗုဒ္ဓမပေါ်ခင်ကနိဗ္ဗာန်အကြောင်းကိုဗာနဲ့ရှင်းပြတော့ဆိုမောက္ခသို့မဟုတ်မောက္ရှဆိုစကားလုံးနဲ့ရှင်းပြလွတ်မြောက်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရဘဝခရီးမှာအိုလိုက်နာလိုက်သေလိုက်ပြန်လီမွေးဖွားလိုက်နဲ့လောကလူသားတွေပဲဖြစ်စီသက်ရှိတ attva တွေပဲဖြစ်စီတန်တရားတွေကမလွတ်နိုင်အောင်အကျဉ်းကျပြီးတော့ဘဝဖြစ်စဉ်ဘဝဆက်ဝန်းကြီးထဲမှာမဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်နေရတာဆိုတာဘုရားမပွင့်ခင်ကတည်းကပညာရှင်တွေနားလည်သဘောပေါက်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီလိုမဆုံးနိုင်တဲ့ဘဝခရီးကြီးကိုရှောက်လန်းပြီးတော့ဒုက္ခမျိုးစုံခံစားနေရတဲ့အခြေအနေကြီးကနေပြီးဘယ်နည်းနဲ့လွတ်မြောက်နိုင်သလဲဆိုတာကိုလည်းရှိတယ်ဆိုတာတော့သိကြတယ်သို့တော့ဘယ်အရာဟာလွတ်မြောက်ခြင်းလဲဆိုတဲ့တတ်မှတ်တဲ့နေရာကြတော့ကွဲပြားခြားနားမှုတွေအများကြီးဖြစ်သွားတယ်ဘယ်ဟာမောက္ခ liberation ဆိုတာဘယ်ဟာလဲအဲ့ဒီလိုနိဗ္ဗာန်ဆိုပါလို့ liberation ဆိုတဲ့လွတ်မြောက်ခြင်းဆိုတာကိုဖော်ပြတဲ့အခါမှာကြတော့ကွဲပြားခြားနားမှုတွေအများကြီးဖွက်ပြုတ်ဘာသာတရားလိုက်ကွဲပြားခြားနားမှုတွေအများကြီးဖြစ်ပေါ်သွားတယ်မြတ်စွာဘုရားမပွင့်ခင်ကဟောပြောနေကြတဲ့မောက္ခဆိုတာတွေဟာလွတ်မြောက်ခြင်းဆိုတာတွေဟာတဦးနဲ့တဦးမတူဘဲနဲ့အငြင်းအခုန်တွေဖြစ်ပြီးတော့သူညွန်ပြတာလဲမောက္ခငါညွန်ပြတာလဲမောက္ခတကယ်လွတ်မြောက်ခြင်းဆိုတဲ့အနှစ်သာရပိုင်းကိုတော့ရှာမတွေ့ကြဘူးလို့ဒီလိုပြောပြီးတော့တန်တရားတွေလဲတယ်ဆိုတဲ့အခါမှာဘယ်သူလဲတာလဲတန်တရားတွေလဲနေတာဟာတတ္တဝါလဲတာလားသို့မဟုတ်ဘုရားသခင်ကဖန်ဆင်းထားတဲ့အာတ္တမလို့ခေါ်တဲ့ဆိုးကလဲနေတာလားတန်တရားလဲတယ်ဆိုတာဘယ်သူလဲလို့ဆိုတဲ့အခါဘာသာတရားအတော်များစုကတော့ဆိုးလို့သတ်မှတ်ထားတဲ့ဘုရားသခင်ကဖန်ဆင်းပေးလိုက်တဲ့အရာတစ်ခုဟာတရားအသီးသီးမှာရှိနေကြတဲ့ဆိုးဆိုတဲ့အတ္တဆိုတာဟာတန်တရားထဲမှာလဲနေတယ်။ဘာကြောင့်တန်တရားထဲမှာလဲနေတယ်လဲလို့ဆိုလို့ရှိရင်ကံလို့ဆိုတဲ့အနှောင်ဖွဲ့တွေအမှားအယွင်းတွေအတွေ့အတာတွေတန်ရောစင်တွေနဲ့မှားယွင်းလှုပ်ဆောင်ပြီးတာဖြစ်သောကြောင့်ဥပမာဘာနဲ့တူတော့ဆိုရင်ပိုးချီလှုပ်တဲ့ပိုးကောင်လေးတစ်ကောင်ဟာသူခန္ဓာကိုယ်အထွက်တဲ့ပိုးချီမြင်နဲ့ပြန်ပြီးတော့သူ့ကိုယ်သူရစ်ပတ်မိတာဖြစ်နေတယ်လို့ဘဝမှာလည်းပဲဒီတရား
သို့မဟုတ်ဆိုးဟာသူလုပ်တဲ့အလုပ်တွေနဲ့ပဲသူဟာသူပြန်ရစ်ပတ်ထားပြီးတော့သူကသူပြန်ပြီးတော့ကြိုးချီမိထားပြီးနှောင်ဖွဲ့မိထားတယ်ပေါ့နှောင်ဖွဲ့မိထားသည့်အတွက်ကြောင့်မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့အလုပ်ရက်တွေနဲ့သူဟာပိတ်လောင်ထားခြင်းခံရပြီးတော့ထွက်ပေါက်ရှာမရဘဲနဲ့ဖြစ်နေတယ်လို့ဒီလိုဆိုတော့ပေါ့ရေပုံရခြုံငုံပြီးတော့ပြောတာနော်အဲ့လိုဆိုတဲ့အတ္တလေးဟာအကျဉ်းကျပြီးတော့ဘဝထွက်မြောက်မှုကိုမရသည့်အတွက်ကြောင့်နောက်ပိုင်းကျတော့ရလို့ရညာဘာသာတရားနဲ့ပတ်သက်တဲ့ဆရာတွေဟောပြောမှုအတိုင်းကံတရားဆိုတာကိုဖယ်ရှားပြီးကျင့်စဉ်တစ်ခုကိုကျင့်တယ်သို့မဟုတ်အတ္တဆိုတာကိုပင်မနွမ်းလဲသွားအောင်အတ္တကိလမထာနုယောကအကျင့်တွေကျင့်တယ်ကိုယ့်ကိုနှိမ့်ဆက်တယ်နှိမ့်ဆက်ပေးရကနေပြီးတော့စိတ်ဓာတ်တွေဟာကိလေသာစိတ်ဓာတ်တွေမပေါ်တော့ပဲနဲ့ကိလေသာစိတ်ဓာတ်တွေကိုနှိပ်ကွက်ပြီးသားဖြစ်သည့်အတွက်ကြောင့်ဒီဆိုးလေးဟာအနှောင်ဖွဲ့တွေကနေဖြည်းဖြည်းနဲ့လွတ်သွားပြီးတော့နောက်ဆုံးမှာဖန်ဆင်းရှင်ကြီးနဲ့ပြန်ပြီးတော့ပေါင်းစပ်မိသွားတာကိုမောက္ခလို့ဒီလိုဆိုတယ်သူဖန်ဆင်းရှင်ကြီးကဖန်ဆင်းလိုက်တာအဲ့ဒီဖန်ဆင်းလိုက်တဲ့ဖန်ဆင်းရှင်ကြီးစီပြန်လည်ရောက်ရှိသွားခြင်းသည်ပင်လေမောက္ခလို့တချို့ဘာသာအဲ့လိုဆိုတယ်အလုံးဟာတန်တရားနဲ့နိဗ္ဗာန်ကိုရှင်းပြတာအတ္တနဲ့ပဲရှင်းပြတယ်အတ္တနဲ့ပဲရှင်းပြတယ်အဲ့လိုရှင်းပြတဲ့ဘာသာအတိုင်းဝိုင်းနေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်3000လောက်ကတည်းကအိန္ဒိယနိုင်ငံမှာဖီလိုဆိုဖီအနေနဲ့ပေါ်ထွန်းလာခဲ့တော့ဖီလိုဆိုဖီအနေနဲ့ပေါ်ထွန်းလာအဲ့လိုပေါ်ထွန်းလာသည့်အတွက်ကြောင့်ဘယ်ဟာမောက္ခဆိုတာဘယ်ဟာတကယ်လွတ်မြောက်ခြင်းလဲဆိုတာလွတ်မြောက်ခြင်းတွေကိုမတူညီတဲ့ဒီလွတ်မြောက်မှုတွေကိုမတူညီတဲ့ကျင့်စဉ်တွေနဲ့ဖော်ပြပြီးလွတ်မြောက်မှုလို့ liberation ကို final liberation ကိုသတ်မှတ်ဖော်ပြနေကြတယ်။မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့သူတို့ပြောတဲ့ final liberation ဟာတကယ်လွတ်မြောက်ခြင်းမဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားဖော်ပြတယ်။သူတို့ပြောနေတဲ့ဆိုးဆိုတာလဲအထင်အမြင်များတာဖြစ်တယ်တကယ်လက်တွေ့ ultimate reality လို့ခေါ်တယ်တကယ်သဘာဝအစစ်မှန်တဲ့မှာဆိုးဆိုတာမရှိဘူးလို့ဆိုတာမြတ်စွာဘုရားကရှင်းလင်းဖော်ပြခဲ့တာဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့တန်တရားနဲ့နိဗ္ဗာန်ကိုနားလည်ဖို့ဆိုတာအမှန်မှအရေးကြီးတဲ့အချက်ဖြစ်လာဘာဖြစ်လို့လို့ဆိုဘာသာတရားတွေကတန်တရားနဲ့နိဗ္ဗာန်ကိုရှင်းပြနေတာဖြစ်သောကြောင့်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားဘာသာဝင်ကလည်းဘုရားဘာသာကလည်းမြတ်စွာဘုရားကလည်းတန်တရားနဲ့နိဗ္ဗာန်ကိုရှင်းပြတာဆိုတူတူပဲလို့ရောထွေးသွားနိုင်စရာရှိတယ်အစစ်အမှန်ကိုရှာမတွေ့ပဲနဲ့တန်တရားဆိုတာနဲ့နိဗ္ဗာန်ရောထွေးပြီးတော့ယုံမွားဖွယ်ရာတွေဖြစ်လာပြီးတော့တချို့တကယ်အစစ်မှန်ကိုမလေးလာမိတဲ့ပုဂ္ဂိုလ်ဟာတန်တရားနဲ့နိဗ္ဗာန်ဟာ Hinduism လို့ခေါ်တယ်သို့မဟုတ် Hinduism နဲ့ရှေ့ကြတဲ့ Brahmanism ဆိုတာကလာတယ်လို့ဘုရားဟာအဲ့ဒီ Brahmanism Hinduism ကိုပဲတဆင့်ယူပြီး modify လုပ်ပြီးဟောတယ်လို့ဒီလိုတွေဖြစ်လာတယ်အဲ့တော့ဗုဒ္ဓဘာသာဟာဘုရားဘာသာကိုဟိန္ဒူစာရေးဆရာတွေကဘယ်လိုဖော်ပြတော့ဆို Buddhism is sister of Hinduism လို့ဒီလိုပြောတာနော် Hinduism ရဲ့ညီမလေးပါလို့ဒီလိုပြောတာမျိုးလည်းရှိတယ် Hinduism ကခွဲထွက်လာတဲ့အရာတစ်ခုဂေါတမဗုဒ္ဓဟာဘာမှထူးထူးခြားခြားဟောပြောနိုင်တာမရှိဘူး Hinduism ကိုပဲ modify လုပ်ပြီးတော့ဟောတာပါလို့ဒီလိုယူဆရုံမြတ်မက
နောက်ဆုံးမှာဒီဟိန္ဒူဘာသာဝင်တွေဟာဂေါတမဗုဒ္ဓရဲ့အရှိန်အဝါကြီးမှုကိုကြည့်ပြီးတော့ဘာလုပ်လဲဆိုရင်ဂေါတမဗုဒ္ဓဟာသူတို့ရဲ့နတ်ဘုရားသုံးဆူတဲ့မယ်ဘိသနိုးနတ်လို့သူတို့ခေါ်တယ်ဘိရှနုပေါ့နော်ဘိရှနုရဲ့နဝေမမြောက်အဝတ္တာရပြန်လီဝင်စားသူအဖြစ်ဟိန္ဒူအစ္စလာမ်မှာဖော်ပြလာဂေါတမဗုဒ္ဓကိုနံပါတ်9နေရာမှာထားတယ်သူတို့ပထမဆုံးတကယ်အရေးကြီးတဲ့ဘုရားကြီးသုံးဆူကတော့ဗြဟ္မာရဲ့ဘိရှနုဆိုတဲ့ဘိသနိုးရဲ့တိဝလို့ခေါ်ကြတဲ့ရှိဗန်ရဲ့ဒီနတ်ဘုရားသုံးဆူဟာတော့အရေးကြီးဆုံးပဲသူတို့ဗြဟ္မာဆိုတာကဖန်ဆင်းရှင် creator ဘိရှနုဆိုတာကြတော့ဖန်ဆင်းထားတဲ့အရာလောကကြီးနဲ့တရားတွေကိုစောင့်ရှောက်ကဲတင်တာဖြစ်သောကြောင့် protector တိဝဆိုတဲ့ရှိဗနတ်ကြီးကတော့ destroyer ဒါကလောကကြီးကိုကြည့်လိုက်မယ်ဆိုရင်ကမ္ဘာကြီးကိုဖန်ဆင်းတယ်မပျက်စီးအောင်ကာကွယ်စောင့်ရှောက်ပေးတယ်နောက်ဆုံးကိုဖျက်ပစ်လိုက်တယ်ဒါကတော့ဖြစ်တည်ပြက်ဆိုတဲ့သဘာဝတရားပဲဘယ်ရာမှလောကမှာမြဲတာမဟုတ်သည့်အတွက်ကြောင့်နော်ဖြစ်ပေါ်လာတာကိုပဲဖန်ဆင်းလိုက်တယ်လို့ယူဆတယ်တည်ရှိနေတာကိုပဲကာကွယ်စောင့်ရှောက်ထားတယ်လို့ယူဆလိုက်ပြီးတော့နောက်ဆုံးမှာပျက်စီးသွားတာကိုပဲဒီဖះကဖျက်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးယူဆဘုရားဘာသာနဲ့ပြောမယ်ဆိုရင်ဥပ္ပတ္တိပင်ပေါ့ဥပ္ပဆိုတာဥပ္ပါဒarising appearance ပေါ့နော်ဖြစ်ပေါ်လာထီဆိုတာထိတိဆိုတဲ့စကားလုံးอ่ะထိတိဆိုတာခေါင်းက arising moment ကတစ်ခုထိတိဆိုတာ stated moment ကတစ်ခုနောက်တစ်ခါဖြစ်တည်မှုဟာရပ်ဆိုင်သွားပြီးတော့ပျက်စီးသွားတာကြတော့ဘင်ကအပြက်ပျက်စီးသွားတယ်အဲ့ဒါကြတော့ season moment ပေါ့ arising moment stated moment season moment အဲ့ဒီလိုဖြစ်တည်ပြက်ဆိုတဲ့တန်တရားရဲ့သဘာဝလောကရဲ့သဘာဝကြီးတစ်ခုပဲဖြစ်တာဘုရားဖန်ဆင်းလို့ဖြစ်တာမို့ဖြစ်အောင်လုပ်တာဘယ်သူတော့ဗြဟ္မာကြီးပဲ protector creator ဆိုဖော်ပြတီးနေတာဘယ်သူကြောင့်တီးနေတာတော့ဆို protector ဆောင်းလျှောက်ထားလို့တီးနေတယ်ပျက်စီးသွားတာ destroyer ဖြက်စီးသူကြောင့်ပျက်စီးသွားတယ်ဆိုအဲ့ဒီနတ်ဘုရားသုံးဆူကိုပဲဟိန္ဒူအစ္စလာမ်မှာအုံဆိုပြီးအခရာသုံးလုံးနဲ့ရွတ်တာဖြစ်တယ်ပေါ့အဲ့ဒါတွေကိုဘုရားဘာသာဝင်တွေကရှောက်ပြီးတော့အုံဆိုတာကိုလိုက်ရွတ်နေကြကိုယ်နဲ့ဆိုင်မှလည်းမသိမဆိုင်မှလည်းမသိအုံဆိုတဲ့စကားလုံးကအဥမဆိုတဲ့အခရာသုံးလုံးကိုပေါင်းပြီးတော့ရွတ်လိုက်တာအဆိုတာ ဗြဟ္မာဆိုတဲ့စကားလုံးရဲ့နောက်ဆုံးအဆုံးသတ်တာမို့ဗြဟ္မာဥဆိုတာကဘိရှနုနောက်ဆုံးလုံးကဥပဲဘိရှနုဥရှိဗန်ဆိုတာနောက်ဆုံးကမအခရာဆုံးပြုဒါကြောင့်မို့ဥမအိမ်ပြန်ရောက်တဲ့အခါအဲ့ဒီသုံးလုံးကိုတပြိုင်နဲ့အတန်ထွက်အောင်ရွတ်ကြည့်လိုက်ကိုယ့်ကိုကြိုးစားပြီးတော့ရွတ်ကြည့်ဆိုတဲ့အတန်ပဲထွက်လာတယ်နော်ဒီအတန်ထွက်တယ်အောင်လို့ပဲရွတ်အုံလို့ပဲရွတ်အမှန်တော့အာဥမတခုစီရွတ်လိုက်မြန်အာဥမနော်အာဥမအမြန်ဆုံးအာဥမလို့ရွတ်လိုက်လို့ရှိရင်လည်းအုံဆိုတဲ့အတန်ဖြစ်လာနော်အဲ့ဒါဟာဟိန္ဒူဘာသာဝင်တွေယုံကြည်လက်ခံတဲ့သင်္ကေတအနေနဲ့တွေ့ဘူးကြပါလိမ့်မယ်နော်ဟိန္ဒူဘုရားကျောင်းတွေမှာရေးထားတယ်အုံဆိုတာလေးကမြန်မာအာယခရာလေးနဲ့တူတယ်အဲ့ဒီအလေးပေါ်မှာလာချမ်းလေးတင်ထားတယ်အဲ့ဒီလာချမ်းလေးပေါ်မှာအပြောက်ကလေးတစ်ခုထည့်ထားတယ်ဟောအုံဆိုတဲ့စကားလုံးကနော်
ဟိန္ဒူဘုရားကျောင်းတွေတော့ကြည့်တွေ့လိမ့်မယ်အဲ့ဒါအဓိကထားရောအဲ့ဒါဟာသူတို့ရဲ့တန်တရားကိုရှင်းပြတဲ့အခါမှာဖန်ဆင်းရှင်တွေဟာအဲ့ဒီတိုင်းပဲလာတယ်လို့ဆိုတော့အဲ့ဒါလို့တန်တရားနဲ့နိဗ္ဗာန်ဆိုတာအိန္ဒိယနိုင်ငံမှာထွန်းကားခဲ့တဲ့ဘာသာတရားတွေကရှင်းပြထားတာဖြစ်သောကြောင့်မြတ်စွာဘုရားကလည်းအမှန်တရားကိုဖော်ထုတ်တယ်ဆိုတာဟာမှားနေတဲ့အရာတွေကနေပြီးတန်တရားဆိုတာဘယ်ဟာမှတန်တရားနိဗ္ဗာန်ဆိုတာဘယ်ဟာမှနိဗ္ဗာန်ဆိုတာအမှန်တရားကိုဖော်ထုတ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲမှားနေတဲ့လမ်းကြောင်းကိုပဲအမှန်ပြင်ရမှာပဲလေမှားနေတဲ့လမ်းကြောင်းကိုပဲအမှန်ပြင်တာဖြစ်သောကြောင့်မှားနေတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပဲယူပြီးတော့မြတ်စွာဘုရားဒီစကားလုံးကိုသုံးတာပဲဘာလို့ဆိုမှားနေတာဒီစကားလုံးရဲ့အဓိပ္ပာယ်မှားနေတာကိုမှားနေတော့ဒီစကားလုံးထပ်မသုံးလို့ဘယ်ရမလဲအမှားပဲပျောက်တော့မလဲပေါ့နော်တဘာဝတရားတစ်ခုနဲ့ပတ်သက်ပြီးလူတွေကမှားယွင်းနေတယ်ဆိုရင်အဲ့ဒီအမှားကိုအမှန်ပြင်ပေးခြင်းဒီစကားလုံးနဲ့နှိစက်တဲ့အကြောင်းအရာနဲ့ပြင်ရမှာပဲပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကတန်တရားနဲ့နိဗ္ဗာန်ကိုအဓိကထားပြီးတော့ရှင်းပြတယ်အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့တွေမှတ်သားဖို့တန်တရားဆိုတဲ့ဗမာတွေခေါ်လေးရှိတဲ့တန်တရားဘဝတန်တရားတချင်းလုပ်ပြီးတော့ဆိုနေကြတယ်တန်တရားပါဠိစကားလုံးအစစ်ကတန်တာရတန်တရားမဟုတ်ဘူးเนาะဒါလည်းသိဖို့လိုတယ်တန်တာရပါဠိမှာတန်တာရ international pronunciation နဲ့ဖတ်ရင်ဆန်စာရဒီစကားလုံးဟာဘာသာမပြန်တော့ပဲနဲ့တချို့ကဘာသာမပြန်တော့ပဲနဲ့ဆန်စာရလို့ပဲရေးလို့ရှိတယ်ဗုဒ္ဓဘာသာစာအုပ်တွေမှာဆန်စာရလို့ပဲပြောဆန်စာရကိုဘာသာပြန်တဲ့အခါကျတော့ဘာတော့ဆိုလို့ရှိရင်rounding လို့ပဲဘာသာပြန်တယ် round လက်ပတ်နေတဲ့အရာလီပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့ wandering လို့ဘာသာပြန်ဆန်စာရ wandering ဆိုလက်ပတ်နေတဲ့အရာတစ်ခုအဲ့တော့တန်တာရဆိုတဲ့အဓိပ္ပာယ်ဘုရားဘာသာဆိုလိုတဲ့တန်တာရအဓိပ္ပာယ်ကိုမှန်မှန်ကန်ကန်သိအောင်နားလည်ဖို့လိုအပ်တယ်မှန်မှန်ကန်ကန်သိဖို့လိုအပ်တယ်အဲ့ဒီ wandering ဆိုတာ birth and death wandering circle of what birth and death မွေးလိုက်သေလိုက်မွေးလိုက်သေလိုက်ဒီလိုဂရိတ်ခေတ်မှာတော့ရှင်းပြကြတယ်အဲ့တော့မြန်မာလိုအဓိပ္ပာယ်မှတ်ခြင်းတန်တာရဆိုတာလဲပတ်၍ဖြစ်ပေါ်နေခြင်းဆိုတဲ့အဓိပ္ပာယ်ပဲနော်ဒါကြောင့်မြန်မာလိုအဓိပ္ပာယ်ဖော်ကြတဲ့အခါမှာကရုတ်ကွင်းလျှောက်ဆိုတာ ਨੇ ဥပမာပေးတယ်နော်ဆုံလေနွားယဟတ်ဆိုတာခြားယဟတ်တို့ဆိုစင်ကာပူကလူတွေပိုးသဘောပေါက်နိုင်တော့ယဟတ်ကြီးလှုပ်ထားတာရှိတယ်အဲ့ဒီယဟတ်ကြီးသွားစီးမယ်ဆိုရင်အပေါ်ရောက်လိုက်အောက်ရောက်လိုက်ပဲမဟုတ်လားဘေးရောက်လိုက်အပေါ်ရောက်လိုက်အောက်ရောက်လိုက်အဲ့ဘောကမဆင်းမချင်းတော့လဲနေမှာပဲအဲ့ထဲမှာလဲနေခြားယဟတ်ဆိုလက်ပတ်နေတာအောက်ရောက်လိုက်ပေါ်ရောက်လိုက်မဆုံးနိုင်တဲ့ခရီးကိုရှောက်ဘလောက်ပဲကြားကြအဆုံးရှာတွေ့မှာမဟုတ်ဘူးရေအိုးအောက်ကခံတဲ့ကရွတ်ခွေပေါ်မှာရှောက်နေတဲ့ကင်းတစ်ကောင်ဟာနော်အစနဲ့အဆုံးမသိနိုင်ပဲနဲ့ဒီကရွတ်ကင်းပေါ်မှာပဲရှောက်နေတော့သူလမ်းဆုံးဘယ်တော့ရောက်မလို့ဆိုဘယ်တော့မှမရောက်လမ်းဆုံးဘယ်တော့မှမရောက်အဝိုင်းပေါ်မှာရှောက်တာလေအဝိုင်းကိုပတ်နေတဲ့လူတယောက်ဟာ exit မှာမတွေ့ဘူးဆိုရင်ပတ်နေမှာပဲလေဘယ်တော့မှရှောက်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တာတန်တရားဆိုတာလေအဲ့ဒီအဓိပ္ပာယ်ပဲလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတာလက်ပတ်နေတဲ့သဘာဝတရားအဲ့တော့ဘုရားဘာသာအနေထားနဲ့ကြည့်မယ်
တန်တရားလဲတယ်ဘယ်သူလဲတာလဲတရားလဲနေတာလားသို့မဟုတ်ဆိုးဆိုတာဘုရားသခင်ကဖန်ဆင်းလိုက်တဲ့ဆိုးလဲတာလားမေးကြရှိဘယ်သူလဲတာလဲအဲ့ဒီနေရာမှာမြတ်စွာဘုရားကတရားဆိုတာမရှိဘူးတဲ့မရှိဘူးဆိုတာဘယ်လိုကြောင့်မရှိဘူးလို့ပြောတာတော့ဆိုရင်မေကွန်ထုတ်ပြီးတော့အသိဉာဏ်နဲ့အသေးစိတ် analyze လုပ်လိုက်လို့ရှိရင်ပျောက်သွားတယ်သူမရှိဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးပြောလိုက်လို့ရှိရင်ပျောက်သွားတယ်ဥပမာတစ်ခုစဉ်းစားကြည့်လေတစ်ပင်လို့ခေါ်တဲ့အရာတစ်ခုကြည့်လိုက်နော်ဗမာလူမျိုးတွေတစ်ပင်လို့ပြောတယ်တခြားလူတွေအင်္ဂလိပ်စကားနဲ့ဆို tree ပေါ့နော် tree ဆိုတစ်ပင်ဆိုမင်းတစ်ပင်ဆိုတာဘယ်ဟာခေါ်တာလဲလိုက်ရှာပြီးတော့ analyze လုပ်ကြည့်လိုက်တစ်ပင်မှာအမျိုးအစားဘယ်လောက်ပါနေလဲဆိုအကြမ်းပြင်းပြောရင်ကိုသိအမြင့်ရှိတယ်ပင်စင်ရှိတယ်အကိုင်းရှိတယ်အကိုင်းခက်ရှိတယ်အရွက်ရှိတယ်အပွင့်ရှိတယ်အသီးရှိတယ်ဘယ်ဟာတစ်ပင်လဲအမြင့်ကတစ်ပင်လားမေးချပါလားကင်ပြီးတော့ဒါတစ်ပင်လားလို့ဆိုဟဲ့မဟုတ်ဒါအမြင့်ကြီးပင်စင်ကြီးကိုထောက်ပြီးတော့မေးမယ်ဒါတစ်ပင်လားလို့ဆိုဘယ်ဟုတ်မှာတော့ပင်စီပဲသူ့နာမည်နဲ့သူရှိအကိုင်းကိုကင်ပြီးတော့မေးကြည့်ဒါတစ်ပင်လားလို့ဆိုဟဲ့ဒါအကိုင်းပဲအရွက်ကိုကင်ပြီးတော့မေးကြည့်ပြန်နော်ဒါအရွက်လို့ပဲပြောမှာပဲသူအပွင့်ကင်ပြီးပြန်တော့လေအပွင့်လို့ပဲပြောမှာပဲတစ်ပင်လို့ပြောဘူးတခါအသီးကိုကင်ပြီးမေးပြန်တော့လေအသီးလို့ပဲပြောမှာပဲဒါဖြင့်တစ်ခုစီတစ်ခုစီမေးလိုက်တာကုံသွားပြီလေမေးချင်ကြံတော့ဘူးအမြင့်ရဲ့ပင်စီရဲ့အကိုင်းအခက်ရဲ့အရွက်ရဲ့အပွင့်ရဲ့အသီးရဲ့ဆိုကုံသွားပြီဘယ်ဟာတစ်ပင်လဲပျောက်မသွားဘူးလားတစ်ပင်ပျောက်သွားတယ်တစ်ပင်ဆိုတာဟာ concept လို့ခေါ်တယ်အယူဆတစ်ခုသာဖြစ်သွားတယ်အဲ့ဒါမျိုးကိုဆွလို့တာအမှန်တရားမဟုတ်ဘူးတဲ့လူတွေရဲ့ခေါင်းထဲမှာထင်မြင်ယူဆထားတဲ့အချက်တစ်ခုသာဖြစ်တယ် ultimate reality ဆိုတာပျောက်မသွားရဘူးသူကပရမတ္ထလို့ဆိုတာပျောက်မသွားဘူးသူကရှိကိုနေရမယ်သူကနော်ရှိနေတယ်ဆိုတာ ultimate reality တကယ်အစစ်မှန်နေတဲ့ရှိဘလောက်ပဲခွဲခြားစိတ်ဖြာရှိကိုနေတယ်သူကလောက်ပဲစိတ်ရှိကိုနေရမယ်ပျောက်သွားတာမျိုးမဖြစ်အောင်အခုတစ်ပင်ဆိုတဲ့အရာပျောက်သွားပြီမရှိတော့ဘူးလူကိုလည်းကြည့်အောင်လေလူဆိုတဲ့ဟာကိုကြည့်တရားဆိုတာကိုလည်းကြည့်တစ်ခုစီမေးလိုက်ရင်သူ့နာမည်နဲ့သူပဲသူလည်းပျောက်သွားအောင်ပါပဲလောကမှာခေါ်ဝေါ်နေကြတဲ့အရာဝတ္ထုတွေမှန်သမျှလူတွေကတရားပွဲလာတော့ဗာနဲ့လာကားနဲ့လာအေးကားဆိုတာမင်းဘယ်ဟာခေါ်တာတော့ဘင်းကိုခေါ်တာလားဘော်ဒီကိုခေါ်တာလားအင်ဂျင်ကိုခေါ်တာလားပက်ထရိုကိုခေါ်တာလားလို့တစ်ခုစီသာဖြုတ်ထားလိုက်ကားရှိသေးလားအဲ့တော့အားလုံးပေါင်းလိုက်မှကားလို့ပြောလို့ရတယ်လေအဲ့တော့တစ်ခုခု analyze လုပ်ကြည့်လိုက်တဲ့အခါမှာလုံးဝပျောက်ကွယ်သွားတဲ့သဘောအဲ့ဒါ concept ပညာလို့ခေါ်တယ်အစစ်မှန်မဟုတ်တော့ဘူးအယူဆတစ်ခုအနေနဲ့သာပြောတာအေးအယူဆတစ်ခုဆိုတာသမုဒိသစ္စာလူတွေအားလုံးက general consensus အများသဘောတူထားတာဒါကားလို့ခေါ်တယ်ဒါသစ်ပင်လို့ခေါ်တယ်အများသဘောတူထားတယ် general consensus အများအသိမှပြုတာအဲ့ဒီအများကအသိမှပြုထားလို့သစ်ပင်မရှိဘူးလားရှိတယ်ဒါသစ်ပင်ပဲကားမရှိဘူးလားရှိတယ်ဒါကားပဲအများကအသိမှပြုတာအသေးစိတ်လေးလာပြီးတော့တစ်ခုစီမေးလိုက်ပဲဆိုရင်ကားဆိုတာလည်းပျောက်သွားရောသစ်ပင်ဆိုတာလည်းပျောက်သွားသို့တော့အပေါ်ယံမှာလူတိုင်းခေါ်နေကြတာဘယ်နိုင်ငံကဘယ်လူမျိုးပဲဖြစ်ဖြစ်ဒါဆိုအလုံးနားလည်နေကြတယ်လက်ခံကြတယ် general consensus အနေနဲ့အလုံးအသိမှပြုတာတမ္မုဒိသစ္စာလို့ခေါ်တယ်လောကတမ္မုဒိကာရဏနော်လောကတမ္မုဒိကာရဏလူတွေပြောနေကြတဲ့စကားတစ်ခုဟာ
အများနားလေအများနဲ့ခံထားသည့်အတွက်ကြောင့်အမှန်လို့ပြောလိုက်တာပဲဒါတကယ်တော့မှန်ကန်တဲ့သဘာဝရှုထောင့်ကနေပြီးတော့ကိုယ်ပိုင်သဘာဝရှိတဲ့ရှုထောင့်ကနေကြည့်လိုက်မယ်ဆိုရင်တစ်ပင်ဆိုတာသဘာဝလက္ခဏာမရှိတော့ပျောက်သွားပြီစုထားမှပဲအယူဆတရားအနေနဲ့ပဲခေါ်လို့ရတယ်အဲ့တော့သဘာဝတရားတွေရဲ့အစစ်အမှန်သင်္ပြင်လက္ခဏာမဟုတ်တော့ဘူးသမုဒိသစ္စာဆိုတာခေါ်ထားရုံမျှသာဖြစ်တယ်လောကလူတွေအားလုံးအသိမှတ်ပြုထားတော့မမှန်ဘူးလားဆိုမှန်တယ်ဒီတိုင်းပဲလက်ခံပြီးတော့ပြောကြမယ်အသုံးချလို့ရလူတွေအသုံးချလို့ရသို့တော့အသိဉာဏ်နဲ့အသေးစိတ်လေးလာလိုက်တဲ့အခါမှာပျောက်ကွယ်သွားတယ်မရှိတော့အဲ့ဒါမျိုးကိုဒီကပရမတ္ထလို့ဆိုတဲ့ ultimate reality ရှုထောင့်ကနေပြီးတော့ကြည့်လိုက်လို့ရှိရင်လုံးဝပျောက်သွားအဲ့တော့မြတ်စွာဘုရားက ultimate reality ခေါ်တဲ့ပရမတ္ထရှုထောင့်ကနေကြည့်လိုက်တဲ့အခါမှာတရားဝါဆိုတာမရှိဘူး concept ခဏလိုတစ်ပင်ဆိုတာမရှိဘူးအယူဆတစ်ခုသာဖြစ်တယ်တရားဝါဆိုတာလည်းမရှိဘူးတခုပေါင်းစပ်ထားလို့ဖြုံးနေတဲ့နှစ်ရက်ပေါင်းစပ်ထားပြီးတော့ဒါလူတွေကခေါ်နေကြတာတကယ်တော့ရှိတာကယုံနဲ့နာမရှိတယ်တရားဝါဆိုတာမရှိဘူးဟော concept တစ်ခုတစ်ပင်မှာဆိုရင်ရှိတာအမြစ်တို့အကိုင်းတို့ပင်စီတို့ဓာရီသာရှိတာတစ်ပင်ရှိမှမရှိပဲကားဆိုတာလည်းမရှိဘူးဘိန်းတို့ဘောဒီတို့ဓာရီပဲရှိတယ်ဟုတ် concept တစ်ခုပဲဖြစ်တယ်အဲ့ဒါလိုပဲမြတ်စွာဘုရားကတရားဝါဆိုတာလည်းမရှိဘူးဇီဝလို့ခေါ်တယ်ဒီဆိုးဆိုတာလည်းမရှိဘူးလို့တကယ်ပြောဖန်ဆင်းထားတဲ့ဆိုးထာဝရတည်မြဲနေတဲ့အရာဆိုတာလည်းမရှိဘူးဆိုးတို့တရားဝါတို့ဆိုတာမရှိဘူးသို့တော့အယူဆတရားအနေနဲ့ပြောတာမျှတာဖြစ်တယ်ဆိုတော့တန်တရားဆိုတာဘယ်သူလဲတာတုံးလို့မေးတဲ့အခါတရားဝါလဲတာလည်းမဟုတ်ဘူးဆိုးဆိုတဲ့အရာလဲတာလည်းမဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့လို့တန်တရားဆိုတဲ့လေပတ်ဖြစ်ပေါ်နေတဲ့သဘောတရားကိုစာပေကျမ်းဂန်မှာရှင်းပြတဲ့အခါကျတော့ဘာနဲ့ရှင်းပြတော့ခန္ဓာနိစ္စပฏิပါတိလူတွေရဲ့တဏ္ဍမှာဖွဲ့စည်းထားတဲ့ယုတ်နဲ့နာရူပခန္ဓာဆိုတဲ့ body ကြီးပေါ့နော်အဲ့ထဲမှာခံစားမှုဆိုတဲ့ feeling aggregate မှတ်သားမှုတင်ញက်ခန္ဓာလို့ဆိုတဲ့ perception aggregate သင်္ခါရခန္ဓာဆို mental formation aggregate ဝိညာဉ်ခန္ဓာလို့ဆိုတဲ့ consciousness aggregate ဒီသဘာဝတရားအစုတွေပေါင်းစပ်ထားတဲ့သဘာဝတရားတစ်ခုအနေနဲ့သာရှိတယ်အဲ့ဒီသဘာဝတရားဟာမြတ်စွာဘုရားကဆိုးလည်းမဟုတ်ဘူးတရားဝါလည်းမဟုတ်ဘူးဆိုတာကိုသိစေလို့ဓမ္မဆိုတဲ့စကားလုံးကိုသုံးလိုက်တယ်ဓမ္မဆိုတဲ့စကားလုံးကိုရှင်းတော့ကပြန်ကြတယ် nature လို့လည်းပြန်တယ်နော် the law of nature the law of nature လို့ပြန်လာကြတယ်ဒီဓမ္မဆိုတာတဘာဝတက်တက်မြတာဖြစ်တယ်တရားဝါမဟုတ်ဘူးဇီဝမဟုတ်ဘူးဆိုးမဟုတ်ဘူးဆိုတာကိုရှင်းလင်းဖော်ပြခြင်းလို့ဒီစကားလုံးကိုအသစ်သုံးလိုက်တာမြတ်စွာဘုရားနော်အများတန်တရားကိုရှင်းပြတဲ့အခါမှာတတ္တဝါတို့ဇီဝတို့အတ္တတို့ ਨੇ သုံးပြီးတော့ရှင်းပြတယ်လေအဲ့ဒါနဲ့ရှင်းပြမြတ်စွာဘုရားကျတော့တန်တရားကိုရှင်းပြဖို့ကျတော့ဓမ္မဆိုတဲ့ဓမ္မရဲ့အဓိပ္ပာယ်ကတလက္ခဏာဓာရိတိတိဓမ္မောဓမ္မဆိုတာကိုယ်တဘာဝတရားကိုကိုယ်ဆောင်ထားရတဲ့သဘောကိုယ်ပိုင်သဘာဝရှိတဲ့အရာလို့ဒီလိုဆိုလို့ရပေါ့နော် individual characteristic နဲ့ universal characteristic ဓမ္မဆိုတာတလက္ခဏာသူ့ရဲ့ characteristic ရှိတယ်ကိုယ်ပိုင် characteristic ရှိတယ်အလုံးသက်ဆိုင်တဲ့ characteristic ရှိတယ် characteristic ဆိုတဲ့လက္ခဏာကိုနှစ်ပိုင်းခွဲလိုက်တဲ့အခါမှာသဘာဝလက္ခဏာတာမညလက္ခဏာသဘာဝလက္ခဏာဆိုတာ individual characteristic သဘာဝတရားတွေမှာအသီးသီးအမှတ်သားလေးတွေရှိတယ်သို့မဟုတ်အများနဲ့ဆိုင်တဲ့အမှတ်သားရှိတယ် universal characteristic
အဲ့ဒါကမှ ultimate reality လို့ဒီလိုပြောတာတရားလည်းမဟုတ်ဘူးဆိုးလည်းမဟုတ်ဘူးအတ္တလည်းမဟုတ်ဘူးဟောဒီသဘာဝတရားတက်တက်ပဲအဲ့ဒီသဘာဝတရားတက်တက်ရဲ့အဘုစိဏပဝတ္တမာနာတန်တာရောတိပဝစတိဟောဒီခန္ဓာ၅ပါးဟာဖြစ်လာလိုက်ပျောက်ကွယ်သွားလိုက်ဖြစ်လာလိုက်ပျောက်ကွယ်သွားလိုက်လူဆိုရင်မွေးလိုက်သေလိုက်မွေးလိုက်သေလိုက် birth and death birth and death cycle of birth and death ဘဝဆိုတာလူဆိုတာတရားဝါဆိုတာဒီလိုကြည့်မယ်ဆိုရင်တန်တရားဆိုတာဝေလာမယ်တည်သွားမယ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဒါလူတွေတင်လားလို့ဆိုမဟုတ်ဘူးတန်တရားကတော့တရားဝါတွေနဲ့ဒီတရားဝါလို့ပြောရတဲ့သဘာဝတရားနဲ့ဆက်ဆက်ပြီးတော့ဟောတာဒီသဘာဝတရားတွေထဲမှာဒီလောကသင်္ခါရလောကဆိုတဲ့သက်ရှိနော် animate inanimate ဆိုစီဝဒီသက်ရှိလို့ပြောကြတဲ့သဘာဝတရားသက်မဲ့လို့ပြောကြတဲ့သဘာဝစာပေကျမ်းကမှာတော့ဘယ်လိုသုံးလို့ဆိုအိန္ဒရိယဗတ္ထအနေန္ဒရိယဗတ္ထဇီဝိတ္တိန္ဒြေနဲ့ဆက်ဆက်ပြီးပြောရတယ်သက်ရှိလို့ဆိုလို့တယ်ဇီဝိတ္တိန္ဒြေနဲ့ဆက်ဆက်မှုမရှိဘဲနဲ့ပြောတယ်အဲ့ဒါတခုဆိုပါစို့အလွယ်ပြောမယ်ဆိုရင်သက်ရှိသက်မဲ့နော် animate things inanimate things လို့သုံးတဲ့အရာနှစ်ခုအဲ့ဒီအရာနှစ်ခုစလုံးဟာတဘာဝဖြစ်စဉ်ကြီးထဲမှာပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဒီဖြစ်စဉ်ကြီးကိုကျော်လွှားသွားနိုင်တာတခုမှမရှိဘူးဒါကြောင့်မို့လို့ဓမ္မလို့ဆိုတဲ့တဘာဝတရားကြီးရဲ့ဖြစ်လာလိုက်ပျောက်ကွယ်သွားလိုက်ဖြစ်လာလိုက်ပျောက်ကွယ်သွားလိုက်နဲ့ဒီအဖြစ်နဲ့အပျက်ဒီနှစ်ခုလဲပတ်ပြီးတော့ဖြစ်နေတာကိုပဲဘယ်တော့မှရပ်တန့်မသွားတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲတန်တရားလို့ဒီလိုပြောတာကဲကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်ထားပါတော့ concept အနေနဲ့ကိုယ့်ကိုယ်ပြောသမုဒိသစ္စာအနေနဲ့ပြောကိုယ့်ဘဝကိုစဉ်းစားကြည့်မွေးလာပြီဒီဘဝမွေးလာပြီတဖြည်းဖြည်းကြီးတယ်ကြီးလာပြီးဘာနဲ့ဆုံးသက်သေခြင်းနဲ့ဆုံးသက်သေပြီးနောက်ဘာလုံးပဲပြန်မွေးမယ်ပြန်မွေးပြီးအခုလိုပဲကြီးလာမယ်သေသွားမယ်ဟောလူတွေရဲ့ဘဝဟာတရားဝါတွေရဲ့ဘဝဟာ birth and death နော်မွေးဖွားခြင်းနဲ့သေဆုံးခြင်းမှာလွတ်မြောက်နိုင်တဲ့လမ်းမရှိဘူး exit ရှာမတွေ့တော့ဒီကရုကွင်းကြီးပေါ်မှာပဲရှောက်လှမ်းပြီးတော့ခြားရဟတ်ကြီးပေါ်မှာရောက်နေတယ်လို့ပဲဘယ်တော့မှမဆုံးနိုင်တဲ့လေပတ်မှုကြီးထဲမှာလေပတ်နေတာအဲ့တော့ဒီသဘာဝတရားတွေရဲ့ဖြစ်စဉ်ကြီးတစ်ခုပေါ်မှာငါလို့ဆွဲလန်းလိုက်တယ်ငါဟာလို့ဆွဲလန်းထားတယ်အဲ့ဒီအဆွဲလန်းနေနဲ့ပဲစိတ်ဓာတ်တွေဟာညှဉ်းနှွမ်းပြီးတော့ငါကောင်းစားဖို့လုပ်မယ်ငါဟာကောင်းစားဖို့ဖြစ်စေမယ်ဆိုတဲ့ငါဟာဆိုတဲ့အစွဲလန်းနေနဲ့ပဲအခုလိုတန်တရားထဲမှာစခန်းသွားနေတော့လွတ်လန်းမရှိထွက်လန်းမရှိဒီလိုဖြစ်သွားတာပေါ့အဲ့ဒါကိုပဲတန်တရားလဲတယ်လို့ဒီလိုပြောတာနော်အဲ့တော့တန်တရားဘယ်သူလဲတာတော့ဆိုရင်သဘာဝတရားရဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်အနေနဲ့တန်တရားလဲတယ်အဲ့တော့ကိုယ်နဲ့ပတ်သက်ပြောမယ်ဆိုရင်ယုံနံခန္ဓာတို့ရဲ့စင်စစ်မပြတ်ဖြစ်ပေါ်နေမှုကိုတန်တရားလို့တဘာဝတရားတက်တက်မျှတာလို့ဒီမြင်အောင်ဝိပဿနာဉာဏ်နဲ့ခြိခိုင်းတာမြတ်စွာဘုရားဒါမြင်ဖို့ဆိုတာလွယ်လားလို့ဆိုမလွယ်ဘူးဘာဖြစ်လို့လဲဆိုသမုဒိပိုင်းအနေနဲ့ concept ကစွဲနေတာခေါင်းထဲမှာစွဲနေတာတရားဆိုတာကြီးကစွဲနေတယ်ငါဆိုတာလည်းစွဲနေအဲ့တော့ငါဆိုတဲ့အစွဲကြီးရှိနေသမျှကာလပတ်လုံးငါဟာဆိုတဲ့အစွဲကြီးကလည်းလာနေမှာငါကောင်းစားရေးတို့ငါချမ်းသာရေးတို့ဆိုတာတွေလည်းလာကုန်တော့မှာပဲအကုန်ငါဆိုတဲ့ဆွဲလန်းမှုပါတဏှာရဲ့ဆွဲလန်းမှုလို့ဆိုငါတကယ်ရှိတယ်လို့ထင်နေတာမိစ္ဆာအယူဝါဒမျှတာဖြစ်တယ်ဟော
ဥပါဒံလို့ဗုဒ္ဓရဲ့စာပေထဲမှာ grasping ဆိုတာဘာကိုပြောတာတော့ဆိုဆွဲလန်းမှုနဲ့မှားယွင်းစွာရှုမြင်မှုဒီနှစ်ခုကိုခေါ်တာတဏှာနဲ့ဒိဋ္ဌိနော် attachment and wrong view ပေါ့ attachment နဲ့ wrong view ကိုဥပါဒံလို့ခေါ်တာပဲဘုရားစာပေမှာဥပါဒံ၄ပါးဆိုတာတရားကိုကောက်လိုက်တဲ့အခါကျတော့တဏှာနဲ့ဒိဋ္ဌိတဏှာဆိုတာ attachment or craving ဒိဋ္ဌိဆိုတာ wrong view အဲ့ဒီ view နဲ့အတွေ့အတာဒီနှစ်ခုပေါင်းစပ်ထားပြီးတော့ဒီနှစ်ခုဟာလူတွေကိုလွှမ်းခြုံထားပြီးတော့လူတွေဆိုဒီသဘာဝတရားကြီးကိုလွှမ်းခြုံထားပြီးတဲ့အခါဘယ်တော့မှထွက်လန်းမရှိအောင်သူတို့နှစ်ခုကဆွဲလန်းနဲ့ဖြစ်ပြီးတော့နေတော့ဘာတွေလှုပ်လာတော့ဆိုကံတရားတွေလှုပ်လာကြတယ်ပရိစ္ဆေသမုပ္ပါဒ်ဥပါဒနာပစ္စယဘောဆိုတာဟောတာနော်ဘဝဆိုတာဖြစ်ပေါ်စေတာကံတရားဖြစ်ပေါ်လာတာကခန္ဓာဖြစ်ပေါ်စေတဲ့ကံတရားတွေကိုလှုပ်လာသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတာကကံတရားဘဝဖြစ်ပေါ်စေတာကိုကမ္မဘဝလို့ခေါ်ပြီးဖြစ်ပေါ်လာတာကိုဥပပတ္တိဘဝလို့ပြောတာနော်ဥပါဒနာပစ္စယဘောဆိုပြီးတော့ဒီလိုဆွလမှုရလူတွေကဖြစ်နေကြတရားတွေဖြစ်နေကြဖြစ်လာရင်ဘာဖြစ်တုံးဆိုရင်အေးလမ်းကြောင်းကြီးတဲ့ရောက်သွားရင်ဘဝပစ္စယဇာတိပဲဝေးလာပြီဇာတိပစ္စယသရမရဏအိုမဲ့သေးပဲမဖြစ်လာတဲ့လူတိုင်းဟာအိုမဲ့သေးပဲဆိုတာရှောင်လွဲလို့မရ cannot be avoided ဒီလမ်းကြီးကိုဘယ်သူမှရှောင်လို့မရနော်လောကမှာရှောင်သွားနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လာရင်တော့ဒီတရားမှားကောင်းမှားသွားလိမ့်မယ်နော်အဲ့တော့ရှောင်သွားနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဇာတိပစ္စယသရမရဏဆိုတဲ့ဒီလမ်းကြောင်းကြီးတွေဝင်သွားမှာဟောဒီကြားထဲမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတတောကဆိုတဲ့ worry ပရိဒေဝဆိုတဲ့ lamentation ဒုက္ခဆိုတဲ့ physical pain ဒေါမနတဆိုတဲ့ grief or mental pain ဥပါယတဆိုတဲ့အဝဒမစိတ်ပင်ပန်းမှုဖြစ်တဲ့အရာအဲ့ဒီလိုဒုက္ခတွေဟာဆုံးသက်ခန္ဓာကိုယ်ကြီးတဲ့ဒုက္ခတွေဟာဒီတန်တရားထဲမှာဒီဒုက္ခတွေဟာမဆုံးနိုင်အောင်ရှိနေကြတယ်ပေါ့အဲ့ဒါကြောင့်လို့တန်တရားဘယ်သူလဲတာတော့ဆိုရင်သဘာဝတရားတွေရဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့ဒီလိုရှုမြင်နိုင်လာအဲ့ဒီမဲ့ငါမပါဘူးငါမပါအဲ့ဒါကိုတုံညလို့ပြောတာနော်သဘာဝတရားမရှိတာကိုတုံညလို့ပြောတာမဟုတ်ဘူးသဘာဝတရားတက်တက်ကိုပဲတုံညလို့ဒီလိုပြောလိုက်တာသဘာဝတရားထဲမှာငါမရှိဘူးငါဟာမရှိဘူးတရားမရှိဘူးဆိုးမရှိဘူးဆိုတာကိုတုံညလို့ပြောတာအဲ့တော့အခုလိုဖြစ်စဉ်ကြီးတစ်ခုဟာလူတွေကိုဆိုတော့တရားတွေကိုဒုက္ခပေးနေတန်တရားတွေကမဆုံးနိုင်တဲ့အဝိုင်းကြီးကိုပတ်ပြီးတော့ရှောက်နေတာဘာမတွေးလို့ရှောက် exit ဆိုတာမတွေးဘူးမတွေးသည့်အတွက်ကြောင့်မဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်တယ်မြတ်စွာဘုရားကအေးမဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်တယ်ဆိုတာဟာသဘာဝတရားကြီးဖြစ်ပေါ်နေတာအကြောင်းနဲ့အကျိုးနဲ့မပြတ်လို့ဖြစ်ပေါ်နေတာလို့ဒီလိုမြင်ရမယ်ငါဆိုတာမရှိဘူးမြတ်စွာဘုရားလောက်အသိဉာဏ်မရှိတဲ့ဘုရားအရင်ဖြစ်ပေါ်လာတဲ့တကယ်ဖိလိုဆိုဖာကြီးတွေကြတော့ဆိုးကရှောက်နေရတယ်တရားကရှောက်နေရတယ်လို့ဒီအစ်မပြောတာသူတို့ဒီဆိုးနဲ့ဒီတရားကိုထာဝရဘုရားကြီးကဖန်ဆင်းပေးထားတာဒါကြောင့်မို့လို့ဆိုးဟာတန်တရားလဲနေရတယ်တရားတွေဟာတန်တရားလဲနေရတယ်ဆိုတဲ့တရားဆိုတဲ့အယူဆဆိုးဆိုတဲ့အယူဆဇီဝဆိုတဲ့အယူဆနဲ့တန်တရားကိုရှင်းပြတာဖြစ်တယ်ရှင်းပြသည့်အတွက်ကြောင့်မောက္ခကိုဖော်ပြတဲ့အခါကျတော့လေဘု து ရဲ့မောက္ခလဲလို့ဆိုရင်လွတ်မြောက်ခြင်းကဘု து ရဲ့လွတ်မြောက်ခြင်းလဲဆိုရင်တရားရဲ့လွတ်မြောက်ခြင်းတရားဆိုတာကိုသူတို့လက်မလွတ်ဘူးဆိုးဆိုတာလက်မလွတ်ဘူးဒီတရားရဲ့လွတ်မြောက်ခြင်းပဲဖြစ်သွားတယ်အဲ့တော့တရားရဲ့လွတ်မြောက်ခြင်းဆိုတာဒီထဲပဲပြန်ကြနေတယ်
နော်ဒီတဲ့ပဲပြန်ရောက်နေတယ်သူကလွမြောက်ခြင်းလို့သာသူတို့ခေါ်လိုက်တာဒီတဲ့ပဲပြန်ရောက်နေတယ်ပေါ့ကြည့်လေခဏခေပေါ်နေတဲ့ဘာသာတရားတွေလည်းပဲကြည့်ကြည့်ပေါ့ဘာသာတရားတွေမှာတန်တရားဆိုတာမရှိဘူးလေတော်တော်များများပါတော့ဒီဘဝပြီးလို့ရှိရင်ထာဝရကောင်းကင်ဘုံနဲ့ထာဝရငရဲပဲရှိတယ်နောက်မရှိတော့ဘူးဒါပဲရှိသေသွားပြီးတော့ after death ဘာရှိ after death ထာဝရကောင်းကင်ဘုံနဲ့ထာဝရငရဲပဲဒီဘဝလောက်တာကိုကြည့်ပြီးဘုရားသခင်ကဆုံးဖြတ်လိုက်မယ်မင်းထာဝရငရဲသွားတော့ဘယ်တော့မှပြန်လမ်းမရှိဘူးဘုရားသခင်ဆုံးဖြတ်ပေးလိုက်မယ်ထာဝရကောင်းကင်ဘုံငါကိုယ်တော်မြတ်နဲ့အတူရှင်တွဲနေဒါပဲအဲ့ဒီနှစ်ခုပဲရှိတယ်ဟုတ်အဲ့တော့နောက်ဘဝဆိုတာဟာနောက်ဘဝမရှိဘူးလို့လည်းပြောလို့ရတယ်နောက်ဘဝရှိရင်လည်းပဲထာဝရနောက်ဘဝကြီးပဲဒီလိုဆိုလို့လားအတိတ်ဘဝလည်းမရှိဘူးဘုရားသခင်ဖန်ဆင်းလိုက်တာပဲရှိတယ်ဘဝအခုဘဝနဲ့ဘုရားသခင်နဲ့ကြုံရမယ့်ဘဝဒီတစ်ခုပဲရှိဒါရင်လမ်းဆုံးသွားအဲ့ဒါကိုသူတို့အနေနဲ့တော့မောက္ခလို့ခေါ်လိုက်မယ်ပေါ့ဒီကနေ့ခေတ်ယုံကြည်နေတဲ့ဘာသာတရားတွေကိုလေ့လာခြင်းအဲ့ဒီလိုပဲရှိတယ်ပေါ့အဲ့တော့နိဗ္ဗာန်ဆိုတဲ့မောက္ခလွတ်မြောက်ခြင်းဆိုတာဘာတော့ဆိုရင်ကောင်းကင်ဘုံမှာဘုရားသခင်နဲ့အတူနေခြင်းဆိုတာဘုရားသခင်ဆိုတာထာဝရတဲ့နေဆာဒီလိုဆိုလို့နေဆာထာဝရဘုရားသခင်နဲ့အတူနေလဲဘယ်တော့မှမအိုမနာမသေးတော့ဘူးဆိုတဲ့ the law of nature ကိုမျက်ကွယ်ပြုပြီးအဖြစ်ရှိရင်အပျက်ရှိတယ်ဆိုတဲ့စကားလုံးဒီ the law of nature ကြီးကိုမျက်ကွယ်ပြုပြီးတော့အဖြစ်ရှိပြီးအပြတ်မရှိတဲ့အရာဆိုတာလောကမှာရှာလို့တွေ့မှာမတွေ့ဘူး။မြတ်စွာဘုရားကတော့အဖြစ်ရှိအပြတ်ရှိတယ်နော်။ဖြစ်လာတာရှိရင်ပြတ်တာရှိကိုရှိရ။အဖြစ်ဆိုတဲ့အစရှိမှတော့အပြတ်ဆိုတဲ့အဆုံးလည်းရှိကိုရှိရမယ်ဒီလိုအစရှိရင်အဆုံးရှိမယ်တပါးပါ။အဲ့ဒါကြောင့်မို့လို့အဲ့ဒါဟာမောက္ခမဟုတ်ဘူးလို့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာရှင်းလင်းဖော်ပြနိုင်တယ်ပေါ့။အဲ့တော့မောက္ခဆိုတာဟာတကယ်လွတ်မြောက်တဲ့နိဗ္ဗာန်ဆိုတာဟာအကြောင်းကြောင့်အကျိုးတွေပေါ်နေတဲ့စက်ဝန်းကြီးတစ်ခုပါအကြောင်းတရားတွေကိုရပ်ဆိုင်ပြစ်လိုက်သည့်အတွက်ကြောင့်အကျိုးတရားတွေရပ်ဆိုင်သွားတာအကြောင်းတရားတွေလည်းရပ်ဆိုင်သွားတယ်အကျိုးတရားတွေလည်းရပ်ဆိုင်အကြောင်းပြတ်လို့အကျိုးရပ်သွားတာမြတ်စွာဘုရားရဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုဆိုလို့တယ်ပေါ့နော်ဥပမာမဲ့ကြည့်မယ်ဆိုရင်မိတောက်ကလေးတစ်ခုကြည့်ဖျောင်းနိုင်မှာထွန်းထားတဲ့စင်မိတောက်ကလေးပဲမိတောက်ကလေးကိုကြည့်မိတောက်လေးကြည့်တဲ့အခါမှာဖျောင်းစီတွေရဲ့အပိတ်မှုကြောင့်မိတောက်လေးဟာရှင်သန်တယ်ဖျောင်းနိုင်မှာရှိတဲ့မိစာကလေးကိုအမိပြုတ်ပြီးတော့မိတောက်ကလေးဟာတောက်နေတယ်ကဲအဲ့ဒီမှာဖျောင်းစီလည်းခံသွားပြီမိစာလည်းကုံသွားပြီဆိုရင်ဒီမိတောက်လေးဟာရပ်တည်နိုင်စွမ်းရှိသေးလားဆိုရှိတော့ဘာကြောင့်နော်အကြောင်းကုံလို့အကျိုးရတာသူဟာအကြောင်းပေါ်မှာမိတည်နေရသူဟာမိတောက်လေးဟာစီကိုအမိပြုတယ်နော်မိစာကိုအမိပြုတယ်ဒီတဲ့တခြားအကြောင်းရှိမှဆိုရင်လေကိုအမိပြုတာတော့အာကာသတော့ဒီလိုဟာလေးပေါ့နော်အဓိကကတော့စီနဲ့မိစာစီနဲ့မိစာပေါ်မှာအမိပြုပြီးတော့တောက်နေတဲ့မိတောက်ကလေးဟာစီလဲခံမိစာလဲကုံမိစာကုံစီခံဟောပျောက်သွားပြီဘယ်ရောက်သွားတာတုံးလို့ပြောမယ်ဆိုရင်ဘယ်ရောက်သွားတယ်လို့ပြောလို့မရတော့ဘူးမဖြစ်တော့ဘူးငြိမ်းသွားပြီလို့ပဲပြောရဗုဒ္ဓဟောကြားတဲ့နိဗ္ဗာန်ဆိုတာငြိမ်းသွားပြီလို့ဒီလိုပြောလို့တာပဲအဲ့တော့ငြိမ်းသွားပြီဆိုတဲ့အခါကျတော့လူတွေရဲ့အတွေ့ကဘဝတစ်ခုပေါ်မှာတွေ့တာနေတဲ့ဘဝတဏှာဆိုတာအမြဲတမ်းကြီးမားသည့်အတွက်ကြောင့်ဘဝမရှိတော့ဘူးတဲ့ငြိမ်းသွားပြီတဲ့ဘာမှမဖြစ်တော့ဘူးဆိုရင်မလို့ချင်ကြပြန်မှုလူခက်တာနော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့တရားတော်မှာသူကအစရတဲ့ကငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသဘာဝတရားတွေဟာအကြောင်းတရားကြောင့်ခုနဆိုဆိုမိတော်ကလေးဟာဒီမိစီရဲ့မိစာရဲ့နှစ်ခုဆွဲပြုမိတော်ကလေးယက်တည်နေတာဟုတ်
အဲ့တော့စီခမ်းပြီးတော့မိစာကုံစီခမ်းလိုက်တာနဲ့တပြိုင်တည်းဒီမိတော့လေးဟာရက်တည်မှုမရှိဘူးဘယ်ရောက်သွားတော့လို့ပြောလို့မရဘူးငြိမ်းသွားတယ်လို့ပဲပြောရတယ်ထို့အတူပဲတန်တရားထဲမှာဖြစ်ပေါ်နေတဲ့ရုပ်တရားနဲ့နံတရားအဲ့ဒီရုပ်တရားတွေဟာဘာကြောင့်ဖြစ်နေတုံးဆိုတဏှာကြောင့်ဖြစ်တယ်အဝိဇ္ဇာကြောင့်ဖြစ်တယ်အမှန်မသိတာတွေကြောင့်တွေ့တာနေတယ်တွေ့တာမှုကြောင့်ဖြစ်နေတယ်အဲ့ဒီအမှန်သိလာတဲ့အခါတွေ့တာမှုတွေလုံးဝပျောက်သွားပြီဆိုတဲ့အချိန်မှာစီနဲ့မိစာနဲ့မိစာကုံစီခမ်းလိုက်တဲ့အခါမိတော့ကလေးဟာဆက်လက်ယက်တည်ခြင်းမရှိတော့သလိုဒီခန္ဓာ၅ပါးဟာလည်းဆက်လက်ပြီးတော့ယက်တည်နိုင်စွာမရှိတော့ဘူးချုပ်ငြိမ်းသွားတယ်ဘယ်ရောက်သွားတော့ဘယ်မှမရောက်ငြိမ်းသွားတယ်လို့ပဲပြောရမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ဒီတန်တရားနဲ့နိဗ္ဗာန်ပဲနားလည်ဖို့အမှန်တမ်းခက်သွားတယ်အလွန်ခက်သွားတယ်တရားဝါတွေရဲ့အတွေးကိုအရှိနဲ့တွေးထားတာတရားဝါဆိုတာရှိတယ်ငါဆိုတာရှိနေတယ်အဲ့တော့ငါပဲရောက်သွားတော့ငါမဖြစ်တော့ဘူးလားဆိုရင်ကြောက်လန့်တရားဖြစ်လာစဉ်းစားကြည့်တော့တရားဝါတရားမှလည်းကြောက်တယ်မဖြစ်တော့ဘူးဆိုရင်လည်းကြောက်တယ်အကြောက်တရားတွေကလွှမ်းမိုးထားဘာကြောင့်လွှမ်းမိုးထားတော့ဆိုလုံလောက်တဲ့အသိဉာဏ်မရှိလို့လွှမ်းမိုးထားဒီလိုလုံလောက်တဲ့အသိဉာဏ်မရှိမှုဆိုတဲ့မောဟအဲ့ဒါကိုမောဟလို့ပြောတာပဲလုံလောက်တဲ့အသိဉာဏ်မရှိသေးသမျှကာလပတ်လုံးအေးနိဗ္ဗာန်ဆိုလို့ရှိရင်ခန္ဓာလည်းမရှိဘူးဆိုအဲ့ဒါဆိုလို့ရှိရင်ငါမရှိတော့ဘူးဆိုငါသားသမီးတွေဘယ်ရောက်ကုန်တဲ့ငါလည်းမရှိတော့ဘူးငါသားသမီးတွေလည်းမရှိငါရှာထားတဲ့ပတ်စံတွေဘယ်ရောက်ကုန်ဒီလိုတွေလျှောက်တွေးပြီးတော့ကြောက်လန့်တရားဖြစ်သွားငါလောက်ထားတဲ့ကုသိုလ်ကံတွေဘယ်သူခံစားမှာတော့အကုသိုလ်တော့မရှိချင်နေပဲစီပေါ့ခံစားရမယ့်ဟာလေးတော့သူကနှမျောနေသေးတယ်လူတွေရဲ့အတွေးမှာဒီလိုပဲဖြစ်တတ်တယ်ပေါ့အဲ့လိုပဲဖြစ်ကြအဲ့တော့တန်တရားနဲ့နိဗ္ဗာန်ဆိုတဲ့သဘာဝတရားဟာအဲ့ဒီပုံစံနဲ့နားလည်ရမှာတန်တရားလဲတယ်ဆိုတာဟာအကြောင်းတရားတွေရှိလို့ခန္ဓာတွေဆက်လက်ဖြစ်ပေါ်နေတယ်ခန္ဓာကိုပဲတနည်းပြောရင်အာယရဏတွေဆက်လက်ဖြစ်ပေါ်နေတယ်အဲ့ဒါကိုပဲနောက်စကားလုံးတစ်ခုနဲ့ပြောမယ်ဆိုရင်ဓာတ်တရားတွေဆက်လက်ဖြစ်ပေါ်နေတယ်အဲ့ဒါကိုစာပေကျမ်းမှာခန္ဓာနေစပฏิပါတိဓာတုအာယရဏနာစအဘုစေနာဝတ္တမနာတန္တရောတိပါဝစတိခန္ဓာတို့ရဲ့မပြတ်ဖြစ်စဉ်ကြီးတစ်ခုပြတ်မသွားတဲ့ဖြစ်စဉ်ကြီးတစ်ခုအာယရဏတို့ရဲ့မပြတ်တဲ့ဖြစ်စဉ်ကြီးတစ်ခုဓာတ်တို့ရဲ့မပြတ်ဖြစ်စဉ်ကြီးတစ်ခုရသော်ဘုရားကသုံးထားတာသရဝါလို့ထင်မှာဆိုလို့ခန္ဓာလို့သုံးလိုက်တာအာယရဏလို့သုံးလိုက်တာဓာတ်လို့သုံးတာဇီဝဆိုတဲ့စကားလုံးတွေကိုဖယ်ဖို့အတွက်ဒါလောက်ရတာနော်လို့ဆိုဇီဝအစွဲကြီးကကြီးမားတယ်ပေါ့အဲ့ဒါလို့ဆိုလိုတာအဲ့တော့တန်တရားနဲ့နိဗ္ဗာန်ဆိုဒီမှာတန်တရားမှာခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုဆိုတာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတာအကြောင်းတရားတွေကဘာတုံးလို့မေးလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒ်မှာရှင်းပြထားတယ်အဝိဇ္ဇာပစ္စယသင်္ခါရအမှန်မသိတာဟာအကြောင်းတရားတစ်ခုပဲအမှန်မသိတော့ဘာဖြစ်လဲသင်္ခါရလုံးမိလို့ရတယ်လှုပ်တယ်ကောင်းတာလည်းလှုပ်မှာမကောင်းတာလည်းလှုပ်အမှန်မသိသည့်အတွက်ကြောင့်လုံးမိလို့ရလှုပ်တဲ့အခါမှာလှုပ်လိုက်ပြီဆိုတော့အကျိုးသက်ရောက်မှုကတော့လာပြီပထမဆုံးအကျိုးသက်ရောက်မှုကဖြစ်ပေါ်လာတာဝိညာဉ်လို့ခေါ်တာဖြစ်ပေါ်လာတယ်အဲ့ဒီဝိညာဏဆိုတဲ့သရေစိတ်လေးဖြစ်ပေါ်လာတာနဲ့တပြိုင်နက်နာမရူပနာမ်နဲ့ရုပ်ဆိုပေါ်လာပြီ body and mind ပေါ့အဲ့ဒါပေါ်လာပြီဆိုတဲ့အခါ body and mind ထဲမှာဘာပါလာတော့ဆို sense organ တွေပါလာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှက်မျက်စိနားနာလျှာကာယမနဆိုတာတွေပါလာတဲ့အခါကျတော့မျက်စိပါတော့အလကားမဟုတ်ဘူးလေမြင်လာတယ်နားပါတော့ကြားမှာပေါ့နှာခေါင်းပါတော့အနံ့ရပြန်ပြီလျှာပါတော့အယတခံနော်ကိုယ်ကာယပါတော့အထီးတွေ့တွေသိလာစိတ်ပါသည့်အတွက်ကြောင့်အာယုန်တွေကိုရယူလာတယ်ဆိုorgan တွေကိုအသုံးချပြီးတော့ပြင်မနဲ့ဆက်သွယ်မှုတွေဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒီပြင်မနဲ့ဆက်ပေါ်လာတော့သလရဏပစ္စယဖတ်တော်ဆိုပြီးတော့ဟောဆက်သွယ်လာတယ် communication တွေလူတွေကဝေးတဲ့နေရာမဆက်သွယ်လို့မရဘူးဆိုလို့ရှိရင်တယ်လီဖုန်းဆက်တယ်လေ
နော်ပဂရိနာနဲ့မကြောက်ဆိုတယ်လီဖုန်းလှမ်းဆက်တယ်တယ်လီဖုန်းကိုညီနဲ့ဆက်သွယ်မှုတွေကိုပြောပြတာအဲ့တော့တဘာဝရဲ့ဆက်သွယ်မှုစွမ်းအားတဲ့ပို့ပြီးတော့ကြီးမားလာတဲ့ဆက်သွယ်မှုတွေနဲ့လောက်ကြပြန်တာလရဏပစ္စယဖတ်တော့ contact လို့ခေါ်တယ်ဖတ်တာကဆက်သွယ်လာတဲ့အခါဘာဖြစ်လာတော့ဆို feeling ဆိုတာတက်လာ experience အတွေ့အကြုံတွေဖြစ်လာတွေ့ရင်ဒီမစားဘူးခင်ကအနံလည်းမခံဘူးအရသာလည်းမသိဘူးနောက်ကြတော့တွေ့ရင်ဒီသူများစားတာကောင်းတယ်ဆိုစားကြည့်လိုက်တော့အနံလေးကလည်းကြိုက်တယ်အရသာလေးကလည်းကြိုက်တယ်ဟောနောက်ထပ်စားခြင်းနဲ့မတွေ့ရင်ရှာစားမယ်အဲ့ဒါလိုပေါ့အာယုန်တွေဟာခံစားရင်နဲ့မြင်ဘူးထားတဲ့အာယုန်ကြားဘူးထားတဲ့အာယုန်အနံ့ခံမှုထားတဲ့အာယုန်ဟောအယတာခံမှုထားတဲ့အာယုန်ထိတွေ့ခံမှုထားတဲ့အာယုန်စိတ်ကူးထားတဲ့အာယုန်တွေဟာလူနဲ့ဆက်သွယ်မှုတွေရပြီးတော့ feeling လို့ခေါ်တဲ့ experience အတွေ့အကြုံတွေရသွားတော့ကြိုက်လာအဲ့ဒီကြိုက်လာတာကိုဝေဒနာပစ္စယတဏှာလို့ခေါ်တယ်ကြိုက်ရုံနဲ့မဟုတ်ဘူးမနေနိုင်အောင်ဖြစ်လာတယ်တဏှာပစ္စယဥပါဒနာမရရအောင်ကြိုးစားလာတဲ့ဥပါဒနာပစ္စယဘောကြိုးစားသည့်အတွက်ကြောင့်ရလာတဲ့ဘဝပစ္စယဇာတိပြီးတော့ရလာတဲ့အခါဘာဖြစ်တုံးအိုခြင်းနာခြင်းဆိုတာသွားပြန်ရောဘဝတစ်ခုဒါပရိစ္ဆေသမုပ္ပါဒ်ကိုအကြမ်းမြင်ကြည့်လိုက်ဒီတိုင်းပဲမြင်ရဘာကိုရှင်းပြတာတော့ဆိုအကြောင်းတရားကိုရှင်းပြတယ်ဟောဒီမှာအကြောင်းတရားနဲ့အကျိုးတရားတွေဆက်ပြီးတော့တန်တရားဒီလိုလဲနေတာပါလို့မြတ်စွာဘုရားရှင်းပြဒီထဲမဲ့တရားဝမပါဘူးဆိုမပါဘူးအဲ့ဒါလိုမြင်အောင်ကြည့်နိုင်ရမယ်လို့ဆိုလို့ဓမ္မတက်ကိုမြင်အောင်ကြည့်နိုင်ဒါကြောင့်မို့ဝိတ္တုဒ္ဓိမဲ့မှာဆိုထားတာနော်ကမ္မတကာရကောနတ္ထိဝိပါကတသဝေရကောသုဒ္ဓဓမ္မပဝတ္တန္တိဧဝေတံသမ္မတတနာဆိုတာနော်ကမ္မတကာရကောနတ္ထိ there is no doer who perform action ကံကိုလုပ်တဲ့တရားဆိုတာမရှိဘူးနော် there is no experiencer ဝိပါကတသဝေရကောဒီ effect ကိုခံစားတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးသုဒ္ဓဓမ္မပဝတ္တန္တိသဘာဝတရားတက်မြတ်တာဖြစ်တယ်နော် phenomena alone arises ဟောဒီလို phenomena alone ဆိုဇီဝမပါဘူးတရားမပါဘူးတက်mere phenomena လို့ဆိုတဲ့သဘာဝတရားတက်တာဖြစ်တယ်ဧဝေတံသမ္မတတနာအဲ့ဒီအမြင်ကမှ right seeing right view လို့ခေါ်တယ် right understanding လို့ခေါ်တယ်။ဘာဖြစ်လို့ right လို့ပြောတာလဲဆိုအမှန်တိုင်းမြင်သည့်အတွက်ကြောင့်ကံကိုပြုလုပ်သူဆိုတာမရှိဘူးအကြောင်းတရားရဲ့ဖြစ်ပေါ်လာတာကိုပဲကံလို့ပြောတယ်။နော်အကျိုးတရားခံစားသူဆိုတာမရှိဘူး။တော့ခုနလိုငါလှုပ်ထားတဲ့ကုသိုလ်ကံတွေဘယ်သူခံစားမှာတော့ငါစုဆောင်းထားတဲ့ငွေကြေးတွေဘယ်သူရောက်သွားမှာတော့ဆိုတဲ့အတွေးတွေမတွေးတော့သုဒ္ဓဓမ္မပဝတ္တန္တိဒါကြောင့်ဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒီအမြင်နေရှင်းသွားအောင်အထုတ်ရတာအဲ့ဒီအမြင်နေနဲ့လုံးလက်ခတ်နေလို့ရှိရင်တော့ဝိပဿနာလမ်းကြောင်းပေါ်ရောက်မှာမဟုတ်ဘူးနော်ပို့ပြီးတော့ဆွဲလန်းလာတာတွေဖြစ်လာလိမ့်မယ်ငါဟန်ကြတယ်ငါသိတဲ့တရားနော်ဆိုတာတွေနဲ့ငါတွေနဲ့ဆွဲလန်းပြီးတော့လာနိုင်တယ်တဲ့ဒါကြောင့်မို့လို့ဒီကနေ့တန်တရားနဲ့နိဗ္ဗာန်ကိုအခုလိုအကြမ်းမြင်လေးမှတ်သားနားလည်ထားကြပြီးတော့နောက်ရက်ကျမှတစ်ခါပြန်ပြီးတော့ဒီခေါင်းစဉ်လေးနဲ့တန်တရားနဲ့နိဗ္ဗာန်ကိုထပ်ပြီးတော့နောက်ပိုင်းအယူဆတွေပါရှင်းလင်းပြတ်သားသွားပြီးတော့နိဗ္ဗာန်ဆိုတာကိုရရှိအောင်ဘယ်လိုကြိုးစားကြရမယ်ဆိုတာမြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်းရှင်းလင်းမှတ်သားကြရမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားနဲ့နိဗ္ဗာန်ဆိုတဲ့အခြေခံတရားနှစ်ခုမြတ်စွာဘုရားရဲ့ဒီဘုရားဘာသာရဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းဘုရားဘာသာစစ်သိမြင်နိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းတီဂန်နီဇောစိတ်သည်နောင်ဘဝကူဖို့အတွက်အရေးကြီးသည်ဟုသိထားပါသည်ဖြစ်ရာ
မော်ဖင်းထိုးထားသောတေကန်နူးလူဤဇောစိတ်သည်ညီတို့ဖြစ်နိုင်ပါသည်ဖျားတေကန်နီဇောစိတ်သည်တောင်ဘဝကုဖို့အတွက်အရေးကြီးသည်ဟုသိထားပါသည်မော်ဖိန်ထိုးထားသောတေကန်နီလူနာဤဇောစိတ်သည်ညီတို့ဖြစ်နိုင်ပါသည်စိတ်ရဲ့တဘာဝတရားဆိုတာစွမ်းအားတွေသူကကြီးမားတယ်အိမ်မက်မထသေးပင်ကြည့်ပေါ့လူတွေကအိပ်ပျော်နေတဲ့အချိန်လေးမှာနိုးတဝက်အိတ်တဝက်ဖြစ်တဲ့အချိန်လေးမှာသူကအိမ်မက်ဆိုတာမက်လာတတ်တယ်ပေါ့နော်လုံးဝ deep sleep ဆိုရင်တော့မမက်ဘူးသူကမပြောတပြောလေးတွေမှာမက်လာတဲ့အခါမှာကိုကြုံတွေ့တဲ့အရာတွေကိုပေါင်းစပ်ပြီးတော့အာယုန်ရဲ့လွှမ်းမိုးမှုနဲ့ပဲမက်တာဖြစ်တယ်ပေါ့အဲ့ဒါလိုပဲဘာပဲထိုးထားထားမော်ဖိန်ထိုးထားတယ်ဆိုတာဒုက္ခသက်သာအောင်ထိုးထားတဲ့သဘောပေါ့စိတ်ဆိုဒီမှာသူကသွားနေကြနေရသွားနေကြအာယုန်ဘက်ကိုရောက်သွားတတ်တယ်သူခေါ်ရွကျိုးနေတာလိုပဲသူကအမြဲတမ်းကိုင်းညွတ်ပြီးတော့အာယုန်ရှိတဲ့ဘက်ကိုရောက်နေတာရောက်နေသည့်အတွက်ကြောင့်အသက်ရှင်ပြီးတော့ကြမ်းမာနေတဲ့အချိန်မှာသူ့စိတ်ဟာဘယ်မှာအဖြစ်များတယ်လဲစိတ်အာယုံဟာဘယ်ပေါ်မှာရောက်နေတယ်စဉ်းစားကြည့်လေကိုယ့်ကိုယ်ပဲအားပြီဆိုရင်ဘယ်သွားတာတော့ကိုယ်စိတ်လေးကိုအကဲခတ်ကြည့်လိုက်တရက်တာလောက်နှစ်ရက်လောက်အကဲခတ်ကြည့်ငါတယောက်တည်းနေပြီအားပြီဆိုရင်ငါစိတ်ပဲရောက်သွားလဲနော်ငါစိတ်ဟာဘာတွေနဲ့ပေါင်းနေတယ်လဲကိုယ့်ကိုအကဲခတ်ကြည့်လိုက်လို့ရှိရင်ဒီသဘာဝတရားလေးကိုစဉ်းစားဆင်ခြင်တတ်မှာပါစိတ်ဆိုတာအာယုံရှိရာကိုအမြဲတမ်းအာယုံနဲ့တွဲဖက်ပြီးတော့ကျက်စားနေတတ်တဲ့သဘောတရားရှိတယ်အတွေ့အကြုံများတဲ့အာယုံဘက်ကိုသူသွားမှာပဲအဲ့ဒီအာယုံပေါ်မှာလောဘဖြစ်မလားဒေါသဖြစ်မလားမောဟဖြစ်မလားတခုမတည့်တဲ့လူကိုတခါတခါတတိရတယ်မဟုတ်လားနော်အဲ့ဒါကြတော့လွမ်းတယ်လို့မပြောလူတွေကမုန်းတဲ့လူလည်းတတိရတာပဲလေတခါတလေမုန်းတဲ့လူပိုးတောင်တတိယတတ်တယ်အဲ့လိုဖြစ်တတ်တယ်အဲ့တော့စိတ်အာယုံဆိုတာကိုကျက်စားတဲ့နေရာကိုသွားတာဖြစ်သောကြောင့်မော်ဖိန်ထိုးထားတာဘာထိုးထားတာစိတ်အာယုံဇောဆိုတာလာမှာပဲအဲ့ဒီလာတဲ့အပေါ်မှာစိတ်အခြေအနေဟာဒေါသဖြစ်တဲ့အာယုံနဲ့တွေ့လို့ဒေါသဖြစ်သွားမယ်လောဘဖြစ်စရာအာယုံနဲ့မို့လောဘဖြစ်သွားမယ်သို့မဟုတ်ကိုယ့်ရဲ့အလေးအကျင့်ရဘုရားကိုအာယုံပြုလို့ရှိတယ်ကိုတယောက်တည်းနေရင်မေတ္တာပို့နေတတ်တယ်ဘုရားအောင်ပြုနေကိုလုပ်တဲ့အလုပ်လေးတွေပေါ်မှာစိတ်ဝင်စားတယ်အများအားဆိုအဲ့ဒီပဲစိတ်ရောက်သွားမှာပဲစိတ်ရောက်သွားလို့စိတ်လေးကကြည်နူးတယ်ခုနကမသိတဲ့အာယုံရောက်သွားလို့စိတ်လေးကတွေ့တာတယ်တွေ့တာပြီးတဲ့နောက်စိုးရိမ်စိတ်ကလေးဖြစ်လာတယ်ဒီလိုအာယုံစိတ်အခြေအနေဆိုတာဘယ်သူမှကြိုတင်ပြောထားလို့မရနိုင်ဘူးဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာ dream ဖြစ်တယ်လို့ပဲစိတ်အာယုံဟာဖြစ်ပေါ်လာမှာဖြစ်ပေါ်လာတဲ့အပေါ်မှာဆုံးဖြတ်ရမှာပဲဒီပုဂ္ဂိုလ်ဟာကောင်းတဲ့ဘုံရောက်မှလားမကောင်းတဲ့ဘုံရောက်မှလားလို့ဆိုတာဆုံးဖြတ်ချက်ချရှင်းတော့ကကြားမှုကြလိမ့်မယ်တိတ်တယဟန်ဟာနှစ်2000ဆိုတာသူတက်တန်းကိုပြောတော့ပါနှစ်တန်းမှာလူဖြစ်ပြီးတော့ဘုန်းကြီးဘွားနဲ့နေနောက်ဆုံးမှာသူအတိရထားတဲ့သင်္ကန်းလေးပေါ်မှာစိတ်ထဲမှာလက်ပြန်ကဝတ်မယ်ဆိုတဲ့အနေထားလေးနဲ့ဒီသင်္ကန်းလေးကိုခောက်ထားတာစိတ်ဝင်စားနေတယ်ဒီသင်္ကန်းလေးကိုဝတ်ဖို့သို့တော့ညကြတော့စာမကြေတဲ့ယောဂလေယောဂနဲ့ရုပ်တရက်ပြန်နေမှုတော့အဲ့စိတ်ဝင်စားသွားတဲ့စိတ်ကလေးကမိုးလည်းရဘူးဆိုတဲ့ပုံမှာသူစိတ်ကလေးကသူ့သင်္ကန်းလေးပေါ်မှာတွေ့တာမှုလေးတွေရှိတယ်အဲ့ဒီတွေ့တာမှုလေးကြောင့်သင်္ကန်းမှာသွားပြီးတန်းသွားဖြစ်တယ်လို့ဆိုတာရှိတယ်လေအဲ့တော့ပုရုဇဉ်ဆိုတာကတော့ဖြစ်ပေါ်လာတဲ့အာယုဘောမှာမူတည်ပြီးတော့နောင်ဘဝဆိုတာဆုံးဖြတ်ပေးသွားမှာပဲသို့တော့ကြိုတင်ပြီးလှုပ်ထားတဲ့ကုသိုလ်အကုသိုလ်တွေရောကုသိုလ်တွေတားလှုပ်ထားရတဲ့နဲ့ဒီလိုဖြစ်သွားတာပူစရာမရှိဘူးတိမ်ဆောင်းသွားရင်လည်းတခဏပဲပြီးတော့ဒီကံတရားဟာလွှမ်းမိုးကြီးစိုးလာတဲ့ကံတရားကနေပြီးတော့
ဖြတ်တောက်ပြီးတော့ကောင်းတဲ့ဘက်ကိုရောက်သွားမှာပဲကောင်းတာလှုပ်ထားလို့ရှင်အေးမကောင်းတာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့လေကောင်းတဲ့ဘုံကိုချက်ချင်းစိတ်စောအရာကောင်းတဲ့အာယုံလေးကြောင့်မလို့ကောင်းတဲ့ဘုံရောက်သွားလို့ရှင်လေသူ့ရဲ့ကောင်းတဲ့ကုသိုလ်ကံရဲ့အရှိန်ကသိပ်မရှိဘူးဆိုရင်အကုသိုလ်ကဝင်ရောက်ဖြတ်တောက်ပြီးတော့သူလည်းပဲမကောင်းတဲ့ဘုံရောက်သွားမှာပဲအဲ့တော့ကံဆိုတာဟာအာချီတာကနေပြီးတော့ယူဆောင်သွားရတယ်ပေါ့ဒါကြောင့်မို့လို့အခုတေကံတဲ့လူနာရဲ့ဇောစိတ်ဟာအာယုံပေါ်အာယုံအားလျော်စွာပဲဖြစ်မှာဖြစ်သောကြောင့်သူ့ရဲ့အလေးအကျင့်ရှိသည့်အားလျော်စွာဖြစ်မှာဖြစ်သောကြောင့်အကောင်းဖြစ်မှာလားအဆိုးဖြစ်မှာလားလို့ပြောလို့မရဘူးအကယ်၍သူဟာအကောင်းတယောက်လူကောင်းတယောက်ဖြစ်တော်လဲတေကံဤမှာတခုခုကြောင့်မကောင်းတဲ့ဘုံဘဝရောက်သွားနိုင်တာမရှိဘူးလားရှိနိုင်တယ်ရှိနိုင်တယ်မကောင်းတာလှုပ်တဲ့လူတယောက်ကလည်းပဲတေကံဤမှာကောင်းတဲ့အာယုံလေးနဲ့တည်သွားတာရောမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့တော့ဒီအချိန်လေးမှာအဆုံးဖြတ်ဆိုတာအဲ့ဒီအချိန်လေးမှာပဲပြီးလို့ရမယ်သို့တော့ကံအားကောင်းတဲ့အရာကနေပြီးတော့နောက်ဆုံးမှာလွှမ်းမိုးကြီးစိုးသွားမှာတော့သိချတယ်ပေါ့ဒါကြောင့်နေ့စဉ်ဘဝမှာကောင်းတာတွေများများလုပ်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ပဲချတဲ့နဲ့ပေါ့တေကံဤမှာတော့သွားပြီးတော့မျောလင့်တောင်းတအားကိုးမနေလေနဲ့စောစောကြိုတင်ပြီးတော့ပြင်ဆင်ထားပါလို့ပဲပြောရမှာပဲဒါနော်တရားအထုတ်ချိန်မှာဘုရားကိုအာရုံပြုတဲ့ချိန်မကောင်းတဲ့အကုသိုလ်စိတ်တွေဘုရားတရားတန်ခါကိုပြမတဲ့စိတ်တွေမဖြစ်ချင်ပေမဲ့လို့ဖြစ်လာတတ်တယ်ပေါ့နော်ဖြစ်လာတတ်လို့ရှင်ဒါကတော့အကုသိုလ်ဆိုငရဲကြတတ်ပါသလားလို့ဆိုအကုသိုလ်မှန်သမျှငရဲကြစေငရဲတို့ပြိတ္တာတို့ဒါလည်းပဲသူ level တို့ degree တို့ရှိသေးတယ်နော်ငရဲကြလောက်အောင်ဖြစ်တဲ့အကုသိုလ်ငရဲပုံမှာငရဲထီအောင်မရောက်ဘူးတိရစ္ဆာန်လောက်တင်ဆိုရင်တိရစ္ဆာန်ပုံရောက်ငရဲတို့တိရစ္ဆာန်တို့တော့မဟုတ်ဘူးပြိတ္တာလောက်ပဲဆိုရင်လည်းပြိတ္တာပုံသွားမှာပဲသူ့ရဲ့ level တို့ degree တို့ကိုကြည့်ပြီးတော့ဒါဆုံးဖြတ်ရတယ်နော်ပြီးတော့လူတစ်ယောက်နဲ့တစ်ယောက်လည်းပဲမတူတတ်ဘူး qualification မတူဘူးဆိုပါစို့ပြစ်မှုတစ်ခုကျူးလွန်တဲ့အခါမှာပတ်စံချမ်းသာတဲ့လူကျူးလွန်တာနဲ့ဆင်းရဲတဲ့လူကျူးလွန်တာချင်းတူတူပဲလို့ပတ်စံချမ်းသာတဲ့လူကျူးလွန်လို့ရှိရင်ပြစ်မှုကပေါ့သွားတတ်တယ်သူကငွေတတ်နိုင်တာဟုတ်နော်ပြီးတော့အာနာရှိတဲ့လူနဲ့သိတဲ့လူမသိတဲ့လူလည်းကွာသေးတယ်နော်သိရင်လည်းပေါ့သွားတတ်တယ်ပေါ့အဲ့ဒါဟာသွားပြီးတော့အပြစ်မတင်နဲ့ condition လို့ခေါ်တယ်condition တယောက်နဲ့တယောက်မတူနိုင်ဘူးလေ condition ဆိုတာမကွာမတူဘူးဆိုတော့ယောဂဝေဒနာဖြစ်တာတောင်မှပဲလူတယောက်ဟိုလူလည်း HIV positive ဒီလူကလည်း HIV positive သို့သောကျမရေးချင်းနေကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ HIV ကနှိမ့်ဆက်မှာမဟုတ်ဘူးကျမရေးမကောင်းဘူးဆိုရင်ဒီပိုးကနှိမ့်ဆက်မှာပဲဒါမျက်နှာလိုက်တယ်လို့မပြောနဲ့ကိုယ့်ရဲ့ condition ပေါ်မှာမူတည်တယ်ပေါ့အဲ့တော့ကံတရားအလုံးဟာငရဲချတာကြီးတော့မဟုတ်ဘူးရသော်ဘုရားသခင်ကိုရောမြတ်သားလျင်သူလှုပ်ထားတဲ့ကံကငရဲကိုကြားမယ်ပြိတ္တာဘုံရောက်မယ်တိရစ္ဆာန်ဘုံရောက်မယ်ဆိုတော့ဘုရားပဲဒီသူ့ရဲ့ဒီ qualification ကတော့စွမ်းရည်တတိ level တို့ degree တို့တော့သိနိုင်တယ်လို့ပဲပြောအောင်ကျန်တဲ့ပုဂ္ဂိုလ်ကမှန်ပြောပဲပြောနိုင်နော်အဲ့ဒါကြောင့်မလို့အကုသိုလ်မှန်သမျှတော့မကောင်းတဲ့ပဲပို့မှာတော့သိကြတယ်ဒါတခုပေါ့နော်ဘယ်လိုပဲပုံဖြစ်သူအကုသိုလ်စိတ်များကိုပယ်ဖြောင်းရမည်ကိုသိချင်ပါသည်ဆိုတာကြတော့နော်စိတ်ဆင်ရိုင်းကိုချွန်းအုပ်ဆိုတာလိုပဲဆိုးနေတဲ့ဆင်ကြီးကိုချွန်းနဲ့အုပ်ပြီးဆုံးမတယ်လို့စိတ်ကိုလည်းပဲခုနကလိုအာယုန်နဲ့နှိပ်ကွက်ပြီးစိတ်ချင်းထပ်ပြီးတော့နှိပ်ကွက်ရမှာပဲအဲ့ဒီဘက်ကိုမသွားအောင်နီးမျိုးမျိုးနဲ့နှိပ်ကွက်ဖို့လိုတယ်ပြောညံ့ညံ့လို့ကတော့မရဘူးနော်ဆင်ကိုဆုံးမတဲ့အခါမှာပြော့နေလို့ရှိရင်တော့ဆင်ထိုးတတ်တာနဲ့သိမှာပဲအဲ့တော့စိတ်ဆင်ရိုင်းကိုဆုံးမတဲ့အခါမှာပြော့ညံ့ညံ့လို့မရဘူးဖိနှိပ်ပြီးနှိပ်ကွက်ရမယ်ဒီစိတ်မျိုးမပေါ်အောင်ကြိုးစားဒီလိုဆိုလို့ကြိုးစားပြီးတော့ပယ်ဖြောင်းရမယ်တခြားအာယုန်နဲ့အစားထိုးပြီးတော့ကြိုးစားပယ်ဖြောင်းမယ်ကိုယ်စိတ်ကိုလည်းကောင်းတဲ့ဘက်ကိုအမြဲတမ်းညွတ်နေအောင်လုပ်ရမယ်ဒီလိုပဲ
ဒီကုသိုလ်စိတ်ဖြစ်ဖို့ဆိုတာအချက်၄ချက်ရှိတယ်နံပါတ်1ကဘာလို့ဆိုရင်ငါစိတ်ထဲမှာကုသိုလ်စိတ်သာဖြစ်စေရမယ် determination ကျွတ်တင်ပြီးတော့ determine လုပ်ထားဖို့လိုတယ်ပေါ့ determination အဲ့ဒါလဲဆုံးဖြတ်ချက်အမှန်တမ်းကြန့်ခိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုထားပြီးကုသိုလ်သာဖြစ်စေရမယ်အကုသိုလ်မဖြစ်စေရဘူးဆိုတာတစ်ခုနောက်တစ်ခါကျတော့ inclination ကိုယ်စိတ်လေးကိုအမြဲတမ်းကုသိုလ်ဘက်ကိုညွတ်နေအောင်လုပ်ထားနောက်တစ်ခုကျတော့ဘာလို့ဆို attention ကုသိုလ်ဘက်ကိုပဲစိတ်ကို attention လေးလုပ်ပေးထား attention ဆိုတာသိအရေးကြီးတာလေမေ့မနေနဲ့လိမ်မြန်စီးတော့နော်ဟိုပြောကြတယ်မဟုတ်လားလိမ်မြန်စီးရင်တော့လေမယ်ကကျင်းကြတယ်မဟုတ်လားနော် have you attention ဆိုတာလေအဲ့ဒီလို attention လေးတစ်ခုရှိထားအဲ့ဒါကုသိုလ်ဖြစ်ဖို့ရအတွက်တစ်ခုပဲနောက်တစ်ခုကျတော့ဘာလို့ practice လေ့ကျင့်တစ်ခုလုပ်လေ့ကျင့်တစ်ခုလုပ်အဲ့ဒီအချက်တွေတစ်ခုနဲ့လုံးဝကုသိုလ်စိတ်ဆိုတာဖြစ်လာနိုင်စရာရှိတယ်ပေါ့အဲ့ဒီအားတွေနဲ့ပဲကိုယ်တဏ္ဍာကိုလေ့ကျင့်တစ်ခုလုပ်ထားအောင်ပဲပေါ့လေ့ကျင့်တစ်ခုလုပ်ထားအကုသိုလ်စိတ်ကင်းဖြင့်ဓမ္မလမ်းကြောင်းပေါ်ကိုပြန်လည်လျှောက်လို့ပါသဖြင့်ဆိုအကုသိုလ်တွေပေါ်မှာကိုယ်စိတ်ကညွတ်ပြီးတော့ practice တွေများနေတယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့ဘက်ကို practice ပြန်ဖြစ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နောက်ဆုံးမှာအဲ့ဒီအလေးအကျင့်တွေကိုစိတ်ထဲမှာမေ့ပြောက်သွားလောက်တည်ထိအောင်ပြန်လည်မစင်စားတော့ဘဲနဲ့ကောင်းတာတွေနဲ့ဖိနှိပ်ပြီးတော့တစ်ခုနဲ့တစ်ခုဒီအတွေးတွေကိုဖယ်ရှားပြရမယ်လို့ဆိုလို့မြတ်စွာဘုရားဒီကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အတွေးကိုဖိနှိပ်ဖယ်ရှားပြရမရရအောင်ကြိုးစားပြီးတော့ဖယ်ရှားအစားထိုးပြရမယ်လို့ဆိုလို့တယ်ပေါ့မကောင်းတဲ့အတွေးတွေကိုကောင်းတဲ့အတွေးနဲ့အစားထိုးဖယ်ရှားလိုက်လို့ရှိရင်တဖြည်းဖြည်းကောင်းတဲ့အတွေးတွေကကြီးစိုးလာတဲ့အခါမကောင်းတဲ့အတွေးတွေပျောက်သွားမှာပါဒီလိုပဲဒီနည်းပဲရှိပါတယ်သူကသူတော့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်တပည့်တော်မှတိလို့ရရိုသေစွာမေးလျောက်ပါစေ31ဘုံကျင့်နေကြကုန်သောလူနာပြမတတ္တဝါအားလုံးလို့ဆိုလေးရှိကြသောအခါအဲ့ဒါမှန်ပါကဘာကြောင့်မမှန်တာလဲဆိုတာကိုရှင်းပြပေးပါ31ဘုံကျင့်နေကြကုန်သောလူနာပြမတတ္တဝါအားလုံးလို့ဆိုတဲ့အခါတတ္တဝါတွေဖြစ်တဲ့ဘုံက31ဘုံရှိတာမှန်ပါတယ်လူနဲ့ပြမတတ္တဝါဆိုတာမြည်သည့်တတ္တဝါလို့သတ်မှတ်ထားတာမရှိသည့်အတွက်ကြောင့်ဘုံဒီမှာဖြစ်နေရှိတဲ့သက်ရှိတွေကိုအလုံးရည်ညွှန်းပြီးတော့ပြောတာဖြစ်သောကြောင့်ဒီစကားထဲမှာတော့မှားတာဆိုတာတော့မပါဘူးเนาะ31ဘုံကျင်နေကြကုန်သောလူနဲ့ပြမတတ္တဝါတို့ဆိုတာစင်ကာပူနိုင်ငံမှာနေကြတဲ့သက်ရှိတတ္တဝါအလုံးလို့ဆိုတာ ਨੇ တူတူပဲပေါ့เนาะအဲ့တော့ဒါကတော့ရည်ညွှန်းထားတာဖြစ်သောကြောင့်မမှန်ဘူးလို့ပြောစရာအကြောင်းတစ်ခုဘုန်းကြီးအနေနဲ့တော့မမြင်ပါဘူးဒါတာမန်အပြင်ပြောရင်31ဘုံကျင်နေကြအောင်တော့လုံးစုံများစွာတတ္တဝါလူနတ်ပြမှာတတ္တဝါဆိုတာခြုံငုံပြီးတော့ပြောလိုက်တဲ့စကားတစ်ခုဖြစ်သည့်အတွက်ကြောင့်မှားတာဒီထဲမှာမပါဘူးအဲ့ဒီအသုံးလေးမှာမှားတာတစ်ခုမှမရှိဘူးเนาะဒီဆိုတော့တတ္တဝါတွေအလုံးဟာ31ဘုံကိုကျင်နေတာမဟုတ်ဘူးလို့သိကောင်းသိသုဒ္ဓဝါဒ5ဘုံဆိုတာအနာဂါယဟန္တာဒါဖြင့်သူဆိုလိုတာအဲ့ဒါကိုများရည်ညွှန်းသလားမသိဘူးသုဒ္ဓဝါဒဘုံမှာလည်းပဲတရဝါတွေရှိတာပဲအဲ့ဒီတရဝါကတော့အနာဂါနဲ့ယဟန္တာပုဂ္ဂိုလ်တွေပေါ့သို့တော့လူတွေဟာ31ဘုံကျင့်lýနေကြတာဆိုအလုံးကိုခြုံပြောမယ်ဆိုရင်ပြောလို့ရတယ်ပေါ့ဒီတရဝါဒီလိုမပြောဘဲနဲ့31ဘုံကျင့်နေကြကုန်တော့ပုရုဇဉ်တရဝါဆိုလို့ရှိရင်တော့မှားကောင်းမှားလိုက်မယ်အခုကလူနာပြမတတ္တဝါဆိုအရိယာလည်းပါပြီးသားဖြစ်နေတယ်ပေါ့မှားတယ်လို့ပြောလို့မရဘူး31ဘုံကျင်နေကြအောင်တော့ပုရုဇဉ်တရဝါများလို့ဆိုရင်တော့ဟိုမှာသုဒ္ဓဝါဒ5ဘုံမှာတော့အရိယာတွေပဲကျင်နေတာဖြစ်တော့ကြောင့်အဲ့ဒါဆိုရင်တော့မပြည့်စုံမှုလို့မှားယွင်းနိုင်တယ်လို့ဆိုလို့နိုင်တယ်ပေါ့
ဘိက္ခုနီမသာသနာဘယ်တုန်းကကွယ်ပြောင်းရပါသလဲဆိုတာတော့မှတ်တမ်းမရှိလို့မသိပါဘူးပစ္စည်းတစ်ခုအကြောင်းအရာတစ်ခုကကွယ်သွားတယ်ဆိုတာဘုတ်ခနဲ့ကွယ်တာမဟုတ်ဘူးဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာသာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအတိအကျပြောလို့မရဘူးပေါ့အတိအကျပြောလို့မရဘူးဘယ်တော့ပျောက်ကွယ်သွားလဲဆိုတာအတိအကျဘာလို့လို့ဆိုဖြည်းဖြည်းပျောက်ကွယ်တာဟောဒါတွေကတစားတစားဟိုနေရာရှိဒီနေရာရှိတဖြည်းဖြည်းပျောက်သွားတာပေါ့နော်ဘယ်နည်းဖလင်းနေဘယ်တော့ပျောက်သွားတာတဖြည်းဖြည်းပျောက်သွားတာပဲနော်တဖြည်းဖြည်းပစ္စည်းအသစ်တွေပေါ်လာတဲ့အခါတဖြည်းဖြည်းပျောက်သွားတာပဲအဲ့ဒါလိုပဲတခုတဖြည်းဖြည်းပျောက်သွားတာပဲပြောလို့မရဘူးသီလရှင်သာသနာဘယ်တော့ကဘယ်သူကစတင်ခဲ့ပါသလဲလို့ဆိုတာလည်းပဲဒီလူတွေရဲ့ idea မှာဘိက္ခုနီမရှိတဲ့အခါကျတော့ဘိက္ခုနီဘဝကိုကူးပြောင်းခြင်းမှုအဆက်ကလည်းမရှိတဲ့အခါကျတော့ကရုံရိပ်ပြီးတော့ပိတ်ဖြူဝတ်တဲ့အချိန်ကစပြီးတော့ပေါ်လာတယ်လို့ပြောသီလရှင်ဆိုတဲ့အခေါ်ရှင်းတော့မခေါ်သေးဘူးမြန်မာပြည်မှာတမိုင်းနဲ့ပြောပြမယ်ဆိုရင်သူကသတင်းသုံးလို့ခေါ်ခဲ့တယ်ရှင်းတော့သီလရှင်ဆိုတဲ့အခေါ်တော့နောက်ပိုင်းရောက်မှခေါ်သတင်းသုံးလို့ခေါ်လာခဲ့တယ်ပေါ့နော်သတင်းသုံးအဲ့ဒီသတင်းသုံးကနေပြီးတော့တဖြည်းဖြည်းဝါဟာရပြောင်းလာပြီးတော့သီလရှင်ဆိုတဲ့ဝါဟာရခဏပေါ်နေတယ်ပေါ့ဒါတောင်မှပဲရွှေတော်ကုန်းဆရာတော်ဘုရားကြီးကတော့သိက္ခာရှင်လို့နာမည်ပြောင်းထားတာရှိတယ်ပေါ့နော်အဲ့ဒါဘယ်တော့မှစဖြစ်တာတော့လို့မမေးလိမ့်နဲ့အဲ့ဒါလည်းတဖြည်းဖြည်းဖြစ်လာတာပဲနော်လူတွေရဲ့ idea တဖြည်းဖြည်းပြောင်းလာဆိုပြေပေါ့သီလရှင်သာသနာမရှိဘူးလို့ဘုန်းကြီးတစ်ပါးကဟောပါတယ်ဘာကိုဆိုလိုတာတော့သီလရှင်သာသနာမရှိဘူးလို့ပြောလို့တာလားသာသနာဆိုတာအဆုံးမှပဲသီလရှင်တွေကျင့်တဲ့အကျင့်ကဘာတော့ဆိုရင်၈ပါးသီလပဲလေအဲ့တော့မရှိဘူးဆိုတာသီလရှင်မရှိဘူးလို့ပြောချင်တာလားသီလရှင်သာသနာမရှိဘူးလို့ပြောချင်တာလားသို့မဟုတ်မြတ်စွာဘုရားလက်ထက်ကသီလရှင်မရှိဘူးလို့ပြောချင်တာလားဆိုမြတ်စွာဘုရားလက်ထက်ကတော့သီလရှင်မရှိဘူးသိကြတယ်နော်မြတ်စွာဘုရားလက်ထက်ကတော့သီလရှင်မရှိဘူးဘေကုဏီပဲရှိတယ်ဒါတော့အဲ့တော့နောက်ပိုင်းကျမှပေါ်လာတာပေါ့ဆိုလိုတာကတော့ဒီဘိက္ခုနီသာသနာမရှိတဲ့အခါကျတော့မှဘိက္ခုနီသာသနာအစားအမျိုးသမီးတွေဟာဒီယဟန်တွေအမျိုးသမီးတွေဒီသိက္ခာသိမ်ဝင်ထားပြီးတော့ဘိက္ခုနီအဖြစ်ခံယူနိုင်ခွင့်မရှိတော့တဲ့အချိန်အခွင့်အရေးတွေပြောင်းကွယ်သွားတဲ့အချိန်မှာကရုံတုံးပြီးတော့ဒီပိတ်ဖြူပန်းရောင်ဝတ်လာတာလေပထမတော့ပိတ်ဖြူဝတ်တာပေါ့သီလရှင်တွေလည်းပိတ်ဖြူဝတ်တယ်ပိတ်ဖြူဝတ်ရကနေပြီးတော့သီလရှင်ဆိုတာပေါ်လာပြီးလိုက်ပြီးလှုပ်ကြတာပေါ့နော်ခုထိုင်းနိုင်ငံမှာဆိုလည်းအဖြူဝတ်ဖက်လေကမ္ဘောဒီးယားတွေဘာလို့လာအိုတို့လည်းအဖြူတွေပဲဝတ်တာဗမာပြည်ရောက်တဲ့အခါကျတော့ပန်းရောင်လေးဖြစ်သွားတယ်တချို့ကလည်းအညိုကြိုက်လို့အမဲဝတ်တာလည်းရှိတယ်လူတွေကလည်းအနဲ့ကြိုက်ကြတော့အနဲ့တွေဝတ်ကြတယ်ပေါ့ဒါပါပဲအဲ့တော့မရှိဘူးဆိုတာတော့ဘာကိုရည်ရွယ်ပြောတာတုံးဆိုတာအဲ့ဒီပြောတဲ့ဘုန်းကြီးပဲမေးဖို့ရှိတယ်ပေါ့နော်ဘုရားလက်ထက်ကမရှိတာကိုပြောတာလားအခုမရှိဘူးလို့ပြောတာလားအခုကတော့ရှိနေတယ်လေသီလရှင်နော်အဲ့ဒါလိုပဲမှတ်အမှားပြီးတော့သားလေးသိလို့သောမေခွန်းကိုဖြေချပေးသည်ကိုရှင်းနှံမှုမရှိပါနဲ့မိမြတ်လျောက်ထားပါသည်သူ၏မေခွန်းမှာလူများသည်တနေ့ကြရင်နိဗ္ဗာန်ရကြသည်ဖြစ်၍စัจ java လာရှိသတ္တဝါအလုံးလူအလုံးနိဗ္ဗာန်ဝင်ကြပြီးကဘာကြီးတွင်ကာလကြာသောတနေ့လင်လူများကုံဆုံးမည်ဟုတွေးပါသည်သူကဘယ်နှယောက်လို့သတ်မှတ်ထားတာရှိလို့တော့နိဗ္ဗာန်ဝင်တဲ့လူကလည်းဘယ်နှယောက်လို့ပြောလို့ရတာမှမဟုတ်တာနော်တရားဝါလည်းဘယ်လောက်ရှိတယ်ဆိုတာပြောလို့မှမရတာတရားဝါမှာအရေးအတွက်မရှိဘူးအရေးအတွက်မရှိဘူးလူတောင်မှပဲလူဦးရေဟာခံမှန်းပြီးတော့ပြောကြားနေကြတာသက်ရှိတ attva တွေရဲ့ဒီအရေးအတွက်ဟာရှိမှမရှိတာသက်ရှိတ attva တွေကအလွန်များတာပဲ
သက်ရှိတ attva တွေအလွန်များလို့နိဗ္ဗာန်ရောက်သွားလို့ရှိရင်လူတွေကုံဆုံးသွားမယ်လို့တွေးပါတယ်မပူနဲ့ရေထဲမှာငါးတွေအများကြီးရှိသေးတယ်တီကောင်တွေလည်းတထွေးကြီးရှိသေးတယ်လာပါလိမ့်မယ်နော်ပူစရာမရှိပါဘူးအဲ့ဒီကတော့ဥရရတက်နေမှာပါပဲနော်ပူစရာမရှိဘူးဆိုတော့သူကဒီမေးခွန်းကဟိုအရေးအတွက်မရှိတဲ့အရာတစ်ခုကိုတိုးလာသလားရော့လာသလားလို့ဘာနဲ့စံချိန်ပြုတ်ပြီးပြောလို့ရမှာတော့ဟောလူတစ်ခုတည်းတင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကဘာမှာလူကြီးရခုတန်ပေါင်း9000လို့ဆိုတာပေါ့ခန့်ပေါ့တန်ပေါင်း9000အဲ့တော့လူကြီးရတော့တိုးတက်များပြားလာတယ်လို့ဆိုလို့အဲ့တိုးတက်များပြားလာတဲ့လူတွေကဘယ်ရောက်လာတာတုံးလို့မေးရှာရှိတယ်နတ်တွေဆိုတာလည်းအသင်္ချေရှိတယ်ပြမာတွေဆိုတာလည်းအသင်္ချေရှိတယ်တရိစ္ဆာန်တွေဆိုတာမရေမတွက်နိုင်အောင်ရှိတယ်အဲ့မရေမတွက်နိုင်အောင်များပြားလာတဲ့တတ္တလောကကြီးတစ်ခုလုံးကိန်းကနန်းမှမရှိတာမရှိသည့်အတွက်ကြောင့်နိဗ္ဗာန်အကုန်ရသွားမယ်ဆိုတာလည်းဖြစ်နိုင်တဲ့အရာမဟုတ်ဘူးဒီအမြဲတမ်းပြောစရာနဲ့တန်တရားထဲမှာများကြမှာပါနိဗ္ဗာန်ရောက်တဲ့လူကလက်တဆုပ်စာတောင်ရှိမှာမဟုတ်ပါဘူးမပူပါနဲ့လို့ပြောထားလိုက်ပါဒါတော့နော်